ကျွန်တော်ခုနကိုစီပြောရလို့ပေါ့နော်ပူပေါင်းရမယ်ကျွန်တော်တို့ကသူတို့ပူပေါင်းတာကိုကျွန်တော်တို့ကစောင့်ရမှာလားကျွန်တော်တို့ကပူပေါင်းဖို့လှုပ်ဆော်ရမှာလားဒါသိဖို့လိုတယ်ဗျနောက်တစ်ချက်ပေါ့သူတို့တွေကဒီမြန်မာပြည်ရဲ့ပြည်တွင်းရေးကတိတ်ပြီးမယိုးရှင်းဘူးကွာဘာကြောင့်လဲ ERO တွေရဲ့ခေါင်းဆောင်ရဲ့ဒီစစ်တပ်ဘက်ကခေါင်းဆောင်ရဲ့တွေကလက်ဝါးရိုက်ထားတဲ့အနေအထားမျိုးတွေမှာကျွန်တော်မြင်နေရတယ်လက်ရှိပေါ့နော်ပြည်သူကိုနည်းနည်းနာလာပြီဆိုရင်ပြည်သူကြားဟိုဘယ်လိုပြောကြောရိုးအရာပြေအောင်ကုတ်ပေးမှာပဲရှိတယ်ခင်ဗျားတို့ဒီတိုင်းပဲလွတ်ထားမှာပဲရှိတယ်သူတို့တွေကလက်ဝါးချင်းရိုက်ထားလို့ဒီလိုပုံစံဖန်တီးပြီးဒီလိုပုံစံလုပ်နေကြတာလုပ်လို့ရလို့လုပ်နေကြတာကျွန်တော်တို့ပြည်သူတွေကဘာကိုတောင်းဆိုရမှာဘာကိုអော်ရမှာလဲဒီငြိမ်းချမ်းရေးအတွက်ဘာတွေអော်ရမှာလဲဟုတ်ပြီ ERO PDF ထောက်ခံတဲ့လူတွေဟုတ်ပြီမင်းတို့အဖွဲ့အစည်းစစ်တပ်နဲ့ညှိနှိုင်းဒီစစ်တပ်ကလူတွေကလည်းစစ်တပ်ကိုထောက်ခံတဲ့လူတွေကလည်းမင်းတို့ဒီစစ်တပ်ဟုတ်ပြီကျွန်တော်တို့ပြည်သူတွေတော့နားနေပြီကျွန်တော်တို့ပြည်သူတွေနောက်ထပ်အသိမခံနိုင်တော့ဘူးလူငယ်တွေအသိမခံနိုင်တော့ဘူးခင်ဗျားတို့အဖွဲ့အစည်းနှစ်ခုညှိနှိုင်းမှာမညှိနှိုင်းရင်ဒီပြည်သူကိုသူတို့ဘယ်လိုလုပ်မှာလဲတတ်မှာလားဒါဆိုရင်တော့တတ်မှာသေးကြတယ်မယုံရင်တောင်းဆိုကြည့်လိုက်ပါအဖွဲ့အစည်းနှစ်ဖက်လုံးကဒုက္ခပေးလိမ့်မယ်ဒါကျွန်တော်တို့ပြည်တွင်းရဲ့မယိုးရှင်းတဲ့အရာကိုကျွန်တော်ခင်ဗျားတို့တွေကိုတွေးမိအောင်ပြောပြတာပဲရှိတယ်ဒါကျွန်တော်အတွေးကျွန်တော်အမြင်လက်တွေ့လဲကျွန်တော်တို့တွေကမြင်နေရသည့်အတိုင်းတာဖြစ်နေတဲ့အတွက်ဒါပြောပြခြင်းဖြစ်တယ်ခင်ဗျားတို့ပူပေါင်းခြင်းနဲ့ဆိုပါဇက်ကပူပေါင်းရုံနဲ့မရဘူးသူတို့ပူပေါင်းတာကိုမစောင့်နဲ့ကိုကသူတို့ပူပေါင်းအောင်ကိုကအရင်អော်လိုက်ဥအောင်អော်ပေးဖို့ပဲလို့တယ်ကောင်းပါပြီအဲ့တော့ဒီချင်းရမှာကြားနားထောင်နေတာသူ့ဘာရစားပေါ့နော်သူလည်းနားထောင်နေတယ်ကိုစီလည်းရှိတယ်အဲ့တော့ဖာစကိုစီကတော့မာရောအပြော့ရောနှစ်ခုလုံးဒီတော်လိုင်းရေးသွားဖို့သူကရီမန်ထားသူတယောက်ဖြစ်ပုံရပါတယ်အမာပိုင်းမှာလည်းနော်လက်နက်ကင်လန်းစင်မှာလည်းသူ့ရဲ့ယုံကြည်သလိုနောက်တစ်ခုကပြည်သူစီယုံပြီးတော့ပေါ့နော်ဟိုအပြောင်းလဲကိုရယူဖို့မှာလည်းသူကအာတန်ပုံရတယ်ကိုစီရဲ့ညာသူကတော့သူကတိုက်ပွဲအင်္ဂလိပ်ဖြစ်တော့ညာလဲ fight မဲ့တိုက်မယ်ပေါ့ဘာမီစ်တို့ကဒါကိုစန့်ကျင်ကန့်ကွက်မှုနဲ့အတူဒီလောကတော့လည်းကန့်ကွက်မှုရရှိတာပါဆိုလိုချင်တာကမယုံကြည်ဘူးပေါ့လေအဲ့တော့သူ့ဘာရစားထိုင်နားထောင်နေကြပြီဆိုတဲ့ခါကျတော့သုံးသက်ပါအောင်နော်သုံးသက်ပေးပါအောင်ဒီအားလုံးရဲ့ပုံမှာခြုံငုံပြီးတော့အားလုံးမင်္ဂလာပါအကုန်လုံးပေါ့အောက်ကလူတွေရောဘိုးကလူတွေရောအဓိကတော့ live version ကိုကျွန်တော်မှတ်မိမှာပါအစကနေကျွန်တော်တို့တည်ခဲ့တဲ့ပုံကိုဆိုတာဒါမှထားပါတော့ဒါပေမဲ့ကျွန်တော်ပြောချင်တာတခြားမဟုတ်ပါဘူးအားလုံးကမြန်မာပြည်ကိုချစ်တယ်အားလုံးမြန်မာပြည်ကနေခွဲရတယ်ဒါပေမဲ့တခုပဲကျွန်တော်တို့အားလုံးကအခုထားပါတော့ live version လဲနိုင်ငံကြီးမှာရောက်နေတဲ့အမြင်တွေပြောင်းလဲသွားတယ်တချို့အခွင့်အရေးတွေအများကြီးရတယ်ကျွန်တော်ကမြန်မာပြည်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာအရန်ကိုလိုအပ်တဲ့ပို့ပြီးတော့ဖိနှိပ်ခံနေရလို့ကျွန်တော်တို့ပြောကြဆိုကြလောက်ကြကန်ရတယ်ဒါပေမဲ့အချိန်တိုင်းတာတစ်ခုထိကျွန်တော်တို့တွေ live version နဲ့ကျွန်တော်တို့တွေဒီဘိတ်ဒါလောက်ကြတယ်ပြောကြဆိုကြတယ်ပြီးခဲ့တဲ့ရက်ပိုင်းကြာမှာဟိုလူတယောက်ရဲ့အကျင့်စာရိတ္တပါလဲဆိုတာ live version မြင်သွားတဲ့ပိုင်းရှိတယ်ကျွန်တော်လည်းတွေ့တယ်အဲ့အတွက်ကိုဝမ်းသာတယ်ကျွန်တော်တို့ channel လှုပ်ထားတယ်အများကြီးရှိတယ်ဟုတ်တယ်နော်ဆိုတော့21ကနေစခဲ့တယ်ကျွန်တော်တို့ရဲ့ဇလန်းနေအဲ့တော့ဒီညနေပြောချင်တာအကုန်လုံးမှာညီနိုင်ခြင်းမညီနိုင်ခြင်းဆိုတာထက်ကျွန်တော်တို့ခုလက်ရှိကကိုစီလောက်ရမယ့်အပိုင်းလေးတွေအဓိကလူတွေမှာပြဿနာတစ်ခုကဘာလဲဆိုတော့ဆရာကြီးမောင်စုံဝင်ပြောထားတဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကစိတ်ဓာတ်တွေဖြည့်ဆည်းခံလိုက်ရတာကျွန်တော်မျိုးဆက်30ဖြစ်သွားပြီစိတ်ဒီကတော့စိတ်ဓာတ်ကိုဖြည့်ဆည်းခံထားလူတယောက်ကစိတ်ဓာတ်ကိုဖြည့်ဆည်းလိုက်ပြီဆိုတော့အရာအလုံးကအတွေးခေါ်တွေကမှားယွင်းသွားတယ်အဲ့တော့ဒီပုံမှာတချို့တွေရှိတယ်ခံယူချက်တွေရှိတယ်မနိုင်တော့ဘူးအဖွဲ့အစည်းတစ်ခုကြောင့်တချို့လူတွေဟိုဟာဖြစ်ကြတယ်မြန်မာပြည်က2021နောက်ပိုင်းမှာပျက်စီးသွားတယ်မဟုတ်ကျွန်တော်ပြောချင်တာကကျွန်တော်မမွေးခင်နဲ့မြန်မာပြည်ပျက်စီးနေတာအဲ့တော့လူတွေကပြောတယ်ဒီတော်လိုင်းဒီခင်းချင်းကဘာဖြစ်တယ်ညာဖြစ်တယ်ပြဿနာကကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတာကိုလူတွေကမေ့ထားပြီးတော့သူများတွေကိုလိုက်ကြည့်ပြီးတော့ကျွန်တော်တို့တွေအချိန်ပူသူလေးစကားတွေပြောကြတယ်နောက်ဆုံးပြပွင့်ပြန်လူတယောက်ကဟိုစကယ်လုံးကို10ခွန်းလောက်ပြောရင်အဲ့ဒီစကယ်လုံး10ခွန်းမှာတစ်ခွန်းလောက်ပဲတာဝန်ကြေကောင်းကြေလိမ့်မယ်ကျန်တဲ့9ခွန်းကအလကားဖြစ်သွားတယ်ဟုတ်ပြီဒီနေရာမှာအခုကြားဖြတ်ပြီးမေးပြရစီနော်အဲ့တော့အခုတော်လိုင်းသွားတဲ့ပုံစံမှာဒီလိုတော်လိုင်းချင်းပြင်ဆင်မှုတွေမှာပေါ့နော်အခုကွဲလဲမှုတွေရှိတယ်ကွဲလဲမှုတွေဆိုတဲ့နေရာမှာတော်လိုင်းရှည်ချလာသည်နဲ့အမျှသွားတဲ့ပုံစံကလက်နက်ကင်လမ်းစဉ်တိုင်းသွားမယ်ဒါမှမဟုတ်အဲ့မှာပို့ပြီးတော့ third party တွေပေါ်လာတာတွေရှိတယ်
နော်အဲ့တော့ကိုစီရဲ့အမြင်နဲ့ဒီလိုရှိတယ်ပေါ့အဲ့တော့ဒီအခြေအနေတွေပေါ်မှာဟိုပေါ့ဒီနေ့အမြင်ပေါ့နော်သူဒီနှစ်ခု အမြင်ကျွန်တော်အမြင်ပြောရရင်တော့ဗျာကျွန်တော်အကုန်လုံးကကျွန်တော်ကအတွေးခေါ်တွေမြင်ရတော့မှာဗျာသိလားအတွေးခေါ်တွေမြင်ရမယ်ကိုယ်တိုင်လေ့လာရမယ်ကိုယ်တိုင်သင်ယူရမယ်နောက်တစ်ခုကအားလုံးကကျွန်တော်အားလုံးကခေါင်းဆောင်တွေမဟုတ်ဘူးအားလုံးကနောက်လိုက်နေကြတယ်အဲ့တော့နောက်လိုက်ကောင်းနေရမှာခေါင်းဆောင်တယောက်အဲ့လိုမျိုးပေါ်လာမယ်နောက်တစ်ခုကကျွန်တော်အမြင်ပေါ်အောင်နော်တစ်ခုလက်ရှိကကိုလုံးစရာရှိရကိုတာဝန်ကြီးစွာလုပ်ရင်အဖြေတစ်ခုကထွက်လာမှာပဲဒါပေမဲ့ဟိုမြန်မာနိုင်ငံမှာပြောင်းလဲနေတာအခုမှမဟုတ်ဘူးဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်ကနေကကွဲလဲနေရတယ်အများကြီးရှိတယ်နော်ကွဲလဲနေရတယ်အများကြီးရှိတယ်အဲ့ဒီပုံမှာကျွန်တော်ကကိုညံမီတလောက်နဲ့ကိုတီးတလောက်နဲ့အားလုံးကပါဝင်နေကြတဲ့အပိုင်းတွေပဲရှိတယ်ဒါပေမဲ့ကျွန်တော်ခင်ယူချက်နဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့တည်တဲ့ချိန်ကြီးကျွန်တော်တို့လှုပ်ရှားရှိရလုံးအောင်ပါပဲနောက်တစ်ခုကဆွေးနွေးစရာအကြောင်းအရာမရှိဘူးဘာလို့ဆိုဆွေးနွေးလို့အဆင့်ကိုမရောက်တော့လို့ကျွန်တော်တို့ဒီလမ်းကိုရွေးချယ်ကြရတယ်။အောင်မနော်လည်းချုပ်ပေးပါအောင်နော်။ကျေးဇူးတင်ပါတယ်။အဲ့တော့အခုနဲ့ကိုစီကိုလက်ပြပြီးတော့ကိုစီပြည်နဲ့ပါမစ်စီသွား။ကိုစီရေပြောပါဦးမြ။ဆွေးနွေးတော်လိုင်းတယောက်နှစ်ယောက်ဆက်တင်တယ်။တင်တဲ့သူတွေအားလုံးရဲ့အမြင်မှာဒီလိုရှိတယ်ပေါ့။ကိုစီနဲ့များစန့်ကျင်မှများဖြစ်နေမလား။မဟုတ်အဲ့ဒါကဒီလိုရှိပါမြန်မာပြည်မှာဆွေးနွေးတယ်လို့ပြောလိုက်တာ ਨੇ ခင်းဆက်ဆက်မှာကစစ်တပ်ကအပေါ်စီးကနေသူတို့လိုချင်တာကိုတောင်းဆိုဆွေးနွေးတာကိုပဲတမိုင်းချောင်းရှိခဲ့တဲ့အတွက်ဆွေးနွေးတယ်လို့ပြောလိုက်တာ ਨੇ အောက်ကနေပြီးဆွေးနွေးရလို့မထင်တာကျွန်တော်အရှိမစကားခံထားပါတယ်เนาะကျွန်တော်တို့စပွဲဝိုင်းပေါ်မှာအဆုံးတက်တဲ့အချိန်ကြရင်ဘယ်ခုံမှာထိုင်မလဲဆိုတာကကျွန်တော်စစ်ပွဲတွေကနေအဖြေထုတ်တာဆိုတဲ့စကားကိုကျွန်တော်အရှိမခံပေးထားပါတယ်အဲ့တော့ဆွေးနွေးတယ်ဆိုတဲ့နေရာမှာခုနကတော့အခုမင်းအောင်နိုင်လို့ကောင်လူမျိုးကတော့ကျွန်တော်အထင်ပြောရရင်တော့နောက်ဆုံးသူပါစက်လှုပ်လို့ရတဲ့အထိသူအမိတ်ပေးပြီးတိုက်ခိုင်းနေပါဘူး။ဘာသူနောက်ဆုံးလို့မရတော့ဘူးလေ။သူတော့ဆွေးနွေးတယ်ဆိုတဲ့အရာမှာသူမပါတဲ့ဆွေးနွေးမှုကိုကျွန်တော်တို့ပြောတာပါ။ तू ကတော့စိတ်ချမဆွေးနွေးဘူး။ तू ဆွေးနွေးလို့မရတော့ဘူး။ तू နေရာမှာကိုဆိုရင်ဆိုတဲ့စိတ်နဲ့တွေးကြည့်ရင်တော့တိနိုင်ပါတယ်။ तू အနေနဲ့နောက်ဆုံးလို့မရဘူး။အဲ့တော့ तू ကပါစက်လေးလှုပ်လို့အမိတ်ပေးလို့ရနောက်ဆုံး तू ဘေးနာတတ်တော်ဆောက်ကိုအမိတ်ပေးလို့ရရင် तू အမိတ်ပေးနေမှာပဲ။တိုက်ခိုင်းမှာပဲ။ဒါကတော့ तू ကတော့အဆုံးစုံပြီးသွားမဲ့လူဖြစ်တဲ့အတွက်ကျွန်တော်တို့တိကမှာကဆွေးနွေးမှုတီအောက်ကြခံပြီးဆွေးနွေးမှာမဟုတ်ဘူးเนาะဟိုဘာနဲ့အလားတန်တူလဲဆိုတော့ကျွန်တော်တို့ငငယ်ကအိမ်မှာနွားတစ်ကောင်ရှိတယ်ဒီနွားလွတ်ပြေးလို့ရှိရင်အမီးထောင်ပြေးရောလိုက်ကြိုးခွင်းပြစ်ဖမ်းလည်းမရဘူးချော့လည်းမရဘူးအဲ့တော့သူ့ကိုကြိုးခွင်းပဲပြစ်လို့ရအောင်ကြိုးခွင်းပြစ်မယ်ဆိုလိုက်မယ်ဆိုတော့ကိုကမလိုက်နိုင်ဘူးအဲ့တော့ဘာလို့ကလဲသူ့ကိုခြေစစ်လက်စစ်ကိုလမ်းမလျှောက်နိုင်အောင်လို့ဖြိုရတယ်လောက်လေးနဲ့ခြေစစ်ကိုဖြိုပြီးတော့မပြေးနိုင်တော့မောတဲ့အချိန်မှကြိုးဝင်းကိုပြစ်ကြတယ်အဲ့တော့ဆိုလိုတာကကျွန်တော်တို့နီလန်းနှစ်ခုလုံးနဲ့တွားဖို့လိုတယ်အဲ့လိုတွားတဲ့နေရာမှာလဲကျွန်တော်တို့ဘက်ကလိုအပ်တဲ့အရာတွေအားလုံးကိုဖြည့်ဆည်းပြင်ဆင်ထားဖို့လိုအပ်ပါတယ်စစ်ရေးရအားတာထားမယ်အဲ့ချိန်မှာဆွေးနွေးမယ်ငါတို့ဘာလိုချင်တယ်ဘာကိုပြင်ပေးပါဘယ်လိုလုပ်ပါဘယ်နေရာမှာနေပါစစ်တပ်အာဏာပြည်သူပြန်ပေးပါဒီလိုဆွေးနွေးမှုမျိုးကိုတော့ကျွန်တော်တို့လိုအပ်ပါလိမ့်မယ်ဒီဘာမစ်ကေခုထုံသုံးသက်ပါနော်တော့ဒီစတယောက်လည်းကြံတော့တယ်အခုလည်းကျွန်တော်စကားဖြစ်ပြတော့မဟုတ်ပါဘူးခဏလေးပါအဲ့ဒီဆွေးနွေးတဲ့အပိုင်းမှာကျွန်တော်သဘောကျတာအဲ့ဒီစစ်တပ်ကလေကျွန်တော်အင်ကူလီမာလာမဟုတ်ဘူးပြတဲ့အင်ကူလီမာလာလို့လူမျိုးကဖျားတရားချလို့ကြာကောင်းကြာသွားနိုင်တယ်စစ်တပ်ကလူတွေကအင်ကူလီမာလာမဟုတ်ဘူးနည်းနည်းချုပ်ဝေပါနော်ဘာမစ်လေဘာမစ်ပြောပါကျွန်တော်ကြည့်ရတာဒီမှာပေါ့နော်ကျွန်တော်တဲ့ဒါဒီကိုစီတူတို့မညာမဟုတ်ဆိုတော့တကယ်ကျွန်တော်တဲ့စားလို့ရှိရင်လူတိတဲ့တကယ်ဟောနေပါနော်လူတိတဲ့လူတွေကြားထဲမှာပြောရတာပေါ့တကယ်အခုစကားဝိုင်းထဲမှာဒီနိုင်ငံရေးလောကထဲမှာကျွန်တော်6လ4လမိလောက်ထဲမှာပေါ့နိုင်ငံရေးအတွေးခေါ်တွေအများကြီးပြောင်းလဲသွားဆိုတော့ကိုစီတူပါလေးစားပါကိုစီတူဟုတ်ကဲ့ပါကိုစီတူ like တွေကိုလည်းကျွန်တော်နားထောင်ပြတယ်အရင်တော့ပြောဆိုတဲ့စကားတွေနောက်ပိုင်းစကားတွေကပူပြီးတော့နူးညံ့တိမ်မွေ့လာတယ်လူတစ်ဖက်သားကိုဟိုကျွဲကူးရပါစကားပြောတတ်လာတယ်ဒီစပွဲဝိုင်းကိုတွားလို့ရှိရင်ဘယ်နေရာမှာဘယ်လိုထိုင်ရမလဲဆိုတာမသိဘူးဆိုတဲ့စကားကိုမနေ့ကနေပြီးတော့ကိုစီတူကနေပြီးတော့ဒီမှာရှိတဲ့တော်လိုင်းကလူတွေကိုဟိုထောက်ခံပါတယ်ဒီတိုက်မဲ့ခိုက်မဲ့ဆိုတဲ့လူတွေကိုတော်ဝိုက်တော်နီးနဲ့2ချိန်3ချိန်ပြောတာတော့မှခင်ဗျားတို့အရှင်းရှင်းတော့မှခင်ဗျားစကားဟို sorry နော်နည်းနည်းစကားလေးနည်းနည်းရိုင်းပါနော်ကိုစီတူပြောတဲ့စကားလုံးကတော့မှတစ်ဖွဲ့တဲ့အရှင်းရှင်းတော့မှဒီမှာရှိတဲ့လူလေး3-4ယောက်ပဲရှိရနော်ညှိလို့မရသေးဘူးကျွန်တော်တို့တိုင်းပြည်မှာ135မျိုး136မျိုးထား138မျိုးထားအောင်ဗျာနော်ဒီလူတွေကိုဘယ်လိုညှိမလဲ
နော်ဒါက NUG ကိုစားပြုပါတယ်ဆိုတဲ့လူတွေဒီ live မှာပေါ့နော် NUG မှာ represent လုပ်ထားတဲ့လူတွေကစီလုံးရေးစွမ်းရည်မရှိဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲ EOU ရဲ့အတုံးချခံဖြစ်တယ်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ comment ပေးချင်တာခင်ဗျားတို့ထောက်ပံ့နေတာမှန်တယ်တိုင်းပြည်ကိုကောင်းစားစေချင်လို့ထောက်ပံ့နေမှန်တယ်နံပါတ်1ရှစ်နှစ်မိုးနေတဲ့ပြည်သူကိုပြန်ကြည့်ပြီလားပြန်ကြည့်ပြီဆိုလို့ရှိရင်ဒီစစ်ကိုအဆုံးသတ်နိုင်မှုကြိုးစားရမှာဇဝဲဝဲပေါ့အမြင်တက်နိုင်အောင်ကြိုးစားရမှာဒီစစ်တပ်ကိုပြုတ်အောင်ကြမှာဆိုတေးကြတယ်မပြုတ်ဘူးအိမ်မက်မက်မနေနဲ့အေးဒါမှရှိတယ်အခုရှိတဲ့အနေကာချုပ်ကဦးမင်းအောင်လိုင်ကိုမကျင်တဲ့လို့ထပြီးအာနာသိမ်းပြီးလာမင်းတို့လည်းလာအကုန်လုံးခေါ်ဆိုလို့ရှိရင်တော့အိမ်မက်ထားမဲ့ခဲ့လို့ရှိရင်တော့ဖြစ်ကောင်းဖြစ်လာနိုင်တယ်အပြုတ်တိုက်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်ဘူးကျွန်တော်ကိုစီတူကိုတစ်ချက်လောက်မေးခွန်းလေးထုတ်ပါအောင်မယ်ကျွန်တော်မေးတဲ့မေးခွန်းကိုကိုစီတူမညာမောက်ဆိုကျွန်တော်အချိန်1000လောက်မကတော့ကျွန်တော်မေးတာကျွန်တော်မဖြေပေးဘူးတကယ် NUG ကပူစားပြုတယ်နော်ကိုစီတူပဲဖြေခိုင်းတော့မှာမယ်ကျွန်တော်လည်းမြင်မြင်ပါတယ် NUG ရဲ့နိုင်ပွဲကိုကျွန်တော်မြင်မြင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကြာလို့ရှိလို့ချင်းကျွန်တော်တို့နောက်လာ music တွေပညာရေးကောင်းတွေတင်ရပြီးတော့ဟိုနေဖြစ်ရမယ်ဆိုတော့ကျွန်တော်မြင်မြင်ပါဗျအကိုတို့ဒီပေါ့နော်ဒီဘော်ရာလောက်ထားတဲ့အကိုတို့ရဲ့အိမ်နီးနားချင်း EO တွေတမှာပေါ့နော်တကယ်တော့ NUG ရဲ့မူဝါဒတွေကိုထောက်ခံပါတယ်ဆိုတဲ့အဖွဲ့အစည်းပေါ့နော်အဖွဲ့အစည်းတွေကဘာဖြစ်လို့ NUG ကိုစားပြုမြန်မာနိုင်ငံကိုစားပြုအဖွဲ့အစည်းဖြစ်တဲ့ NUG ရဲ့အလံကိုမလွှင့်ထူဘဲနဲ့သူတို့ဒေတာသူတို့နိုင်ငံမှာသူတို့အာဏာစစ်နဲ့လုပ်ပြီးတော့သူတို့အလံပဲလွှင့်ထူထားရတာလေဒါက NUG ရဲ့ COA power မရှိဘူးအဖြစ်ကန်တစ်ပဲဆိုတာကိုထောက်ပြနေရလားဒါမှမဟုတ်ငါချီကလူသွားမင်းတို့ကငါ့ကိုပတ်စံပေးတနတ်ပေးကျန်တဲ့လူတွေတေးချင်းတေးဆိုပြီးတော့သဘောမျိုးနဲ့ပဲလှုပ်ထားတာလားဒါတွေကခင်ဗျားတို့လည်းပြန်ပြီးတော့ဝေဖန်သုံးသပ်မဲ့အရှင်တွေရှိနေတယ်ဒုတိယတစ်ချက်ချီကြောက်ရင်နှူးတာမဟုတ်ဗျာတော်လိုင်းရေးမှာတကယ်စိတ်ခံတဲ့ဘိုးနဂါလိုလူမျိုးကိုအကြောင်းအမျိုးမျိုးရှာပြီးတော့လှုပ်ထားတာဘာလဲ NUG ကအဲ့နေရာမှာသူ့အာဏာစက်မရှိလို့ဘိုးနဂါမရှိရင်ဒီနေရာကငါတို့နယ်မြေဖြစ်ပြီဆိုပြီးတော့များလှုပ်ထားလားဒီလိုမျိုးစိတ်တရေတွေပေါ့နော်ကိုဒီပြည်သူအတွက်လုံနေတဲ့လူမျိုးကိုတောင်မှမရမကအကြောင်းရှာပြီးတော့စင်ကိုပြစ်လို့ဖမ်းတာတော့နွားကိုပြစ်လို့ဖမ်းတာတော့အကြောင်းပြပြီးလှုပ်ထားမှုဆိုတာကဒါကလှုပ်တဲ့အဖွဲ့အစည်းကတနိုင်ငံလုံးကိုဆွဲစီးဖို့ဆိုတာကမဖြစ်နိုင်တဲ့အခွင့်အရေးပဲလို့ကျွန်တော်တို့မြင်တယ်ဒီလောက်ပါပဲအဲ့တော့ပေါ်ဆုံးကကိုတူတာမင်္ဂလာပါတော့ငကားကိစ္စပြောမယ်ဆိုငကားအကြောင်းပြောလို့ကိုတူရလှည့်ပါလေကိုတူရလှည့်ပါနော်ကိုတူအပေါ်ဆုံးကမင်္ဂလာပါပြောပါဦးအဲ့ဒါခါတော့ပြောသွားတာစိတ်ဝင်စားတယ် UNG ကအဲ့လိုမျိုးလို့ခဏကိုစကားခံသွားတာတခုရှိတယ်မြန်မာနိုင်ငံမှာတိုင်းရင်းသား135မျိုး136မျိုးအခု UNG ဆိုတဲ့အဖွဲ့အစည်းဟာကျွန်တော်နိုင်ငံမှာသူအခွန်ရတာဘာရှိလို့လဲသူလုတ်ပိုင်ခွင့်တွေဘာရှိလို့လဲသူလဲသူလုတ်ပေးနိုင်တယ်လို့ပဲသူလုတ်ပေးမှာပေါ့ဘာပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် UNG ကိုအပြစ်ပုံလို့မရဘူးsorry သူမှလည်းသူလုတ်ပိုင်ခွင့်တော့ပဲသူလုတ်ပေးလို့နိုင်ပါကိုသူတာကဘာဖြစ်လဲမသိသူအောက်ချလိုက်ပါဆို TikTok ကိုလည်းခိုင်းလာနော်ပြန်တက်လိုက်ပါနော် TikTok ခိုင်းတာနော်ကိုလောက်တာမဟုတ်နော်ပြန်တက်လိုက်နော်TikTok လည်းခိုင်းအဲ့တော့ဟုတ်ပြီအဲ့တော့ထာဝရခီးတယ်စောင့်နေရကြပြီပြန်တက်လိုက်နော်ဆောင်းနာညီကိုတယောက်ကပြန်တက်လိုက်ပြန်တင်မင်းမလားသူကဘယ်လိုခေါ်မလဲဆိုတော့သူအဲ့အပေါ်ဆုံးကလူတယောက်အပေါ်ဆုံးကလို့လေထာဝရခီးတယ်နော်ချိန်ပေးမယ်နော်ခဏလေးနော်ဘာကြောင့်လဲဆိုတော့TikTok ကချခိုင်းတဲ့အတွက်ကြောင့်ချလိုက်ရတာအပေါ်ဆုံးကညီကိုပြောပါအောင်ဟုတ်ကဲ့ပါဗျာဟာကိုမောင်ရောအားလုံးကိုစီတို့လည်းသိပါတယ်မမလေးညာသူလည်းသိပါတယ်ကိုလေးဗမာလည်းသိပါတယ်အားလုံးပဲမင်္ဂလာပါဒါပေမဲ့ကျွန်တော်ဖြေချင်တာကတော့ခုနကိုလေးဗမာပြောတဲ့ဟာလေးကိုကျွန်တော်နည်းနည်းပါပြောချင်တာပါဗျာဆောင်းကြီးကိုတွေတောင်းမှန်တယ်နော်ကိုချတာမဟုတ်ဘူးနော်ကိုချတာမဟုတ်ဘူးTikTokကချခိုင်းတာပါနော်အဲကြောင့်မို့ကဲဟုတ်ပြီပြောပါအောင်ညီထားပါခေးတယ်ဆက်ပြောပါအောင်ခုနကိုလေးဗမာပြောခဲ့တာတွေကသူပြောခဲ့တာတွေကဘယ်လိုပြောမလဲဆိုတော့
အကျိုးတရားကြောင့်အကြောင်းတွေဖြစ်လာတာကိုပြောချင်တာကျွန်တော်ကတော့အဲ့ဒါကိုပြောချင်တာပါခုနကကိုလေးမမပြောခဲ့တာတွေက तू မေးခဲ့တဲ့မိကွန်းတွေကအကျိုးတရားကြောင့်အကြောင်းဖြစ်လာတာတွေကို तू အဲ့ဒါတွေကိုမသိဘဲနဲ့ဘယ်လိုပြောမလဲဗျာကျွန်တော်အများကြီးပြောချင် အေးပေါ့အချို့တရားကြောင့်အကြောင်းတွေဖြစ်တာเนาะအဲ့တော့ညီလေးဒီတော့ဆိုလို့ရှိရင်ကျေးဇူးအများကြီးတင်ပါတယ်ဟဟလားအဲ့တော့အခုကဘာမီကတယောက်တည်းနဲ့ခံပြောရတာပါနောက်တစ်ခုကတယောက်တည်းဆိုတာလည်းဆိုလို့ရှိရင်ဟုတ်တယ် အခုတော်လန်ရေးရဲ့အခြေအနေနိုင်ငံရေးရဲ့အခြေအနေကိုပြည်သူတွေအားလုံးကနာသိအောင်လာအောင်လို့ဒီပွဲလေးကိုစီစဉ်ပြီးတော့တေချာပြောရခြင်းဖြစ်တယ်ကိုစီရဲ့နိုင်ငံရေးအမြင်လေးအညာသူရဲ့နိုင်ငံရေးသဘောထားတွေနဲ့ဘာမီကနိုင်ငံရေးသဘောထားတွေအမြင်တော့တူမှာတော့ပဲဟုတ်ပါမယ်လေနော်အဲ့တော့တော့လည်းပဲဆွေးနွေးမှုတော်ပြင်းထန်ပြီးတော့အမြင်မတူဘဲမှကျွန်တော်စကားပြောလို့ရပါတယ်ဒါကလည်းဆွေးနွေးမှုရဲ့အစတစ်ခုပေါ့ဗျာနော်အစတစ်ခုပေါ့အဲ့တော့အညာသူရေပြောပါအောင်မေကွန်းနေစနာမေးထားတဲ့မေကွန်းလေးတွေပေါ့နော်ဖြည့်ပေးလိုက်ပါဦးမင်္ဂလာပါနော်အားလုံးခုနကဟိုလည်းနှုတ်ဆက်မလို့ဟာဆင်းချသွားဆိုဟုတ်ပြီကျွန်တော်တို့မြန်မာနိုင်ငံမှာ ကိုသူရပြန်ပြီးချိန်လိုက်နော်ပြန်တင်မင်းမယ်နော်ကိုသူရကပြောပါကြစမပြန်ညီမပြောလိုက်ပြောတော်လန်ကာလမှာဖြည့်ပါဦးရပြီလားကျွန်တော်ပြောလို့ရပြီလားပြောလို့ရညီမပြောလို့ရဖြည့်လို့ရပါတယ်ကျွန်မပြောပြီးပဲဟိုတနေ့ကသုံးသက်ပြသွားတယ်လို့ကျွန်တော်တို့စစ်ရေးနိုင်ငံရေးတော်လန်ရေးစပွဲဝိုင်းပေါ်ကိုရောက်မှာဒါပေမဲ့တော်လန်ရေးဂျာကာလာတော်လန်ရေးမှာကျွန်တော်တို့ကစစ်ရေးကိုအရေးကြီးတယ်ဒီစစ်ရေးဟာလည်းပြည်သူတွေလို့ဘာကြောင့်မို့ထည့်သုံးနေတာလဲကျွန်တော်တို့တော်လန်အစိုးရဒီ EAO တွေတရားဝင် EAO တွေမဟာမိတ်တွေကျွန်တော်တို့မဖြစ်ခင် NUG ကျွန်တော်2022တောင်းဆိုခဲ့တယ်နိုင်ငံတကာခိုင်မာအာမခံရန်ဆွေးနွေးပွဲကိုနော်ပြည်တွင်းပြည်ပအကူအညီများပြည်သူတွေအတွက်ယူဖို့နောက်ပြီးတော့ဒီအစိုးရတရက်ကျွန်တော်တို့ပြည်သူတွေရွေးချယ်ထားတဲ့အစိုးရတရက်ချွတ်ချင်းမရှိနိုင်ကျင်းသမားတွေအကုန်လုံးကိုလွှတ်ပေးဖို့ကျွန်တော်တို့တောင်းဆိုခဲ့တယ်ဒါပေမဲ့မလုပ်ခဲ့ဘူးလေဒါလက်နက်ကင်လမ်းစဉ်ကိုတွန်းပို့တာကစစ်တပ်ကျွန်တော်တို့မဟုတ်ဘူးပြည်သူတွေကိုငဲ့ပါလို့ပြောနေတဲ့သူတွေလည်းပြည်သူတွေပဲကျွန်တော်တို့ထောက်ဖို့တွေလည်းပြည်သူတွေပဲပြည်တွင်းမှာရှိနေတဲ့သူတွေလည်းပြည်သူတွေပဲအဲ့တော့ပြည်သူကျွန်တော်တို့စစ်ရေးနိုင်ငံရေးသွားနေတဲ့ကာလမှာတော့ပြည်သူတွေကိုငဲ့ပါလို့ပြောတဲ့သူတွေကိုကျွန်မပြောချင်ပါတယ်ကျွန်တော်တို့ကယုံကြည်မှုလုပ်ဖို့အတွက်ကိုယ်တိုင်တိဆောက်ရတယ်အရှင်းဆုံးပြောရင်တော့ TikTok အကောင့်လိုမျိုး follower ကိုပတ်စံနဲ့ဝယ်လို့မရအောင်ကိုယ်တိုင်တိဆောက်ယူရတယ်အဲ့ဒီလိုကိုယ်တိုင်တိဆောက်ယူရတဲ့အထက်မှာဘသူ့မှမပြောဘူးကျွန်မကိုပဲကြည့်ကိုယ်တိုင်တိဆောက်ရတယ်ယုံကြည်မှုဖြစ်ဖို့အတွက်โอเคအဲ့တော့ပြည်သူကိုငဲ့ညာပါဆိုရင်အဲ့ဒီပြည်သူကဘယ်လိုပြည်သူမျိုးလဲအဲ့ဒီလိုပြည်သူမျိုးကိုငဲ့ညာဖို့အတွက်ကိုယ်တိုင်တိဆောက်ပြီးလုပ်ခဲ့ရတယ်လုပ်ပြရတယ်ဒါမှပြည်သူရဲ့ယုံကြည်မှုကိုရတာနောက်တစ်ခုဒီဗိုလ်ချုပ်အောင်ဆန်းကခဏလိုက်တိုင်းမှာမေးတာအဲ့သူ့ရဲ့အသက်ကယ်စီကျမမဖြေတာမဟုတ်ဘူးဘာလို့လဲသိလားမနစ်မိုးလေးလည်းဒီမေးခွန်းနဲ့ဒီအညာသူညမိုးချုပ်လည်းဒီမေးခွန်းနဲ့ဒီညာသူသူတတိယနိုင်အောင်လို့သူ့ရဲ့အသက်ကယ်စီပေးထားတာပြောပြမယ်လက်ရှိမြေပြင်မှာအခြေအနေ၃မျိုးတော့ရှိတာပေါ့နော်အဲ့ဒါကတော့ NUG နဲ့ပူးပေါင်းထားတဲ့ EAO နယ်မြေတွေမှာလွှင့်ခွင့်ပေးထားတယ်နော်ဘယ်သူတွေလဲ KIA KNU KNPP CNF NUG အလံလွှင့်ခွင့်ရှိလားလွှင့်ခွင့်ပေးထားတယ်ဒါပေမဲ့ကွာခြားတယ်အဓိကကဘာလဲအဓိကကတော့ကျွန်တော်တို့လောလောဆယ်ဒီစစ်ရေးကိုပိုင်ရက်တည်နေတဲ့ဒီနယ်မြေတွေမှာနော် AA တို့ဒီ MNDA တို့ TNL တို့ဒီနေရာတွေမှာကြတော့ကျွန်တော်တို့စစ်ရေးပေါ်မှာမူတည်တယ်နော်စစ်ရေးအလေးသားပေါ်မှာမူတည်ပြီးမှဒီရဲ့အလံဒီရဲ့ဟွာတွေကမဟာမိတ်သဘောထားအစိုးရအဖြစ်လက်ခံမှကိုယ့်ရဲ့အုပ်ချုပ်ပိုင်ခွင့်နယ်မြေမှာပဲလွှွန်တာပိုကောင်းတယ်အဲ့တော့ကျွန်တော်ပြောချင်တာကစကိုင်းမကွေးမန်းလေးNUG အလံနေသူတို့နယ်မြေထိန်းချုပ်တဲ့သူတို့နယ်မြေအလိုက်တိုက်ရင်တပ်ဖွဲ့တွေရဲ့အလံနေလွှွန်ထားတယ်လေမမြင်ဘူးလားဘာဖြစ်လို့တိုင်းရင်းသားနယ်မြေဟာမှဒီလောက်ပြောနေတာလဲခမ ्या ကိုလည်းကျွန်တော်တစ်ခါဖြေထားပြီးသားခမ ्या ချစ်ဆိုငကွက်ကမီးမတောက်ခိုင်းကြတယ်ဖြေလိုက်ပြီးထင်ပါဘူးဒါလည်းကိုမပြောင်းပြောခွင့်ပေးအောင်ခဏလေးအဲ့တော့ချစ်ဆိုငကွက်ကမီးမတောက်ဘူးဘိုက်ကန်နေရခမ ्या ကိုကျွန်တော်နည်းနည်းလေးသိမလားလို့ပြောလိုက်တယ်အထာနဲ့ဘာလို့လဲသိလားအဲ့ဒါဘာလဲဆိုတော့ညီမအထာနဲ့ပြောမှရတာ
မဟုတ်တဲ့ပြောမှာ तू ကချစ်ဆိုနှစ်ခွက်ကမီးတောက်လားပညာရှိလားလို့ကျွန်တော်ကပြောလိုက်တာအဲ့ဒါဘာလဲဆိုတော့ပြောပြမယ်ကျမတို့မြန်မာနိုင်ငံမှာရင်ဘတ်ထဲမှာထည့်ပြီးမစီလုံးပါမကွဲပါစေနဲ့ဆိုပြီးဓာတ်နဲ့အသွင်ထိုးနေတဲ့တိုင်းရင်းသားတွေကိုလွတ်လပ်ခွင့်ပေးလိုက်ပါမချစ်ပါနဲ့တော့ခမများတို့ချစ်ပါတယ်ပြိုကွဲမှာဆိုပြီးမှရင်ဘတ်ထဲထည့်ပြီးဓာတ်နဲ့တဇွတ်ထိုးနေတာတော်တော့မချစ်နဲ့တော့လွတ်ပေးလိုက်တော့ဒီလိုပြောကြတာခမများနားမလဲဘူးခမများဒါအဖြူရှင်းလေးပဲကျမတို့တိုင်းရင်းသားအရာဟိုတွေနဲ့တိုင်းရင်းသားတွေကျမတို့ကိုအလွဲသုံးစားလုပ်တာမဟုတ်ဘူးကျမတို့ကအကျိုးတူပူပေါင်းတာဘာအကျိုးတူလဲပြည်သူပါလို့ပြောနေတဲ့အာနာရှင်ပြုတ်ကြရေးဘုံရန်သူတိုက်ဖြစ်ရေးကျမကိုစီတို့နဲ့လည်းလာမတိုက်နဲ့ကျမတို့ကလက်ဖြောက်တစ်ချစ်တီးပြီးလာဟေ့ရန်သူအတွက်ဘုံရန်သူအတွက်အာနာရှင်အတွက်ညီညီတာဟုတ်ပြီကိုစီရေသူဘာမစ်ပေးတဲ့မေကွန်းကနှစ်ယောက်စလုံးဥတီတာဆိုတော့ကဲကိုစီပြောပါတိုင်းသားလက်နက်ကင်တွေကဘာကြောင့်မို့လို့ energy အလံကိုလက်မခံတာလဲနောက်တစ်ခုကအဲ့ဒါပေါ့သူမေးတဲ့မေကွန်းပေါ့နော်ဖြေပေးလိုက်ပါဦးဗျကိုစီရဲ့အခြေအနေပေါ့ဒါကတော့ရှင်းပါလေလက်ခံဘာကြောင့်လက်မခံတာဆိုအမှန်ကမင်းစရာတော့မလိုတဲ့မေကွန်းဘာလို့ဆိုတော့တိုင်းသားအဖွဲ့တွေဒီတနိုင်ငံလုံးကိုလွှမ်းခြုံထားတဲ့အဖွဲ့တွေမဟုတ်သူ့လူမျိုးသူ့ဒေတာကိုပဲလွှမ်းခြုံပြီးတော့သူတို့လူမျိုးသူတို့ဒေတာလွတ်မြောက်ရေးအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်နေတာဖြစ်တဲ့အတွက်သူတို့ဒေတာမှာတော့သူတို့အလံလွှတ်ထူမှာပဲဒါကရိုးရှင်းပါတယ်ဒါပေမဲ့နောက်တစ်ခုကတိုင်းရင်းသားတွေIUG နဲ့တလို့ပြောမယ်ဆိုရင်ဒီຫນွေဦးတော်လှန်ရေးမှာတိုင်းရင်းသား EAO တွေရဲ့ကျေးဇူးတွေဟာလည်းဒီတော်လှန်ရေးအားကောင်းလာတဲ့အချက်တွေထဲမှာပါပါတယ်ဒါပေမဲ့ပွင့်လင်းပြောရင်တိုင်းရင်းသားလက်နက်ကင်တွေထဲမှာလည်းလက်နက်ကင်ပြီးစီးပွားရှာနေတဲ့အောက်တန်းစားတွေတော့မပါဘူးပေါ့ဒါကျွန်တော်ထည့်ပြောတာတကယ်တော်လှန်ရေးစိတ်နဲ့လုပ်နေတဲ့တော်လှန်ရေးတိုင်းရင်းသားလက်နက်ကင် EAO တွေရဲ့ကျေးဇူးကြောင့်ဒီတော်လှန်ရေးဟာလည်းအားကောင်းလာတာအဲ့တော့အညာ PDF တွေကိုထိုးကျွေးတာလို့ဘာလို့စကားဆိုတော့ဒါခလေးစကားတွေပါဘာလို့ဆိုတော့အညာ PDF တွေမှာလက်ညှိုးပဲရှိတယ်လေဗျာတော်လိုင်းစကားစအချိန်မှာအခုချိန်မှာ one man one gun ဖြစ်အောင်တိဆောက်လာနိုင်တာဟာတိုင်းရင်းသား EAO တွေရဲ့ကျေးဇူးတွေကြောင့်လဲပါတာပါဒါကြောင့်မို့လို့ကျွန်တော်ကတော့အဲ့ဒီအပိုင်းကိုပြောရမယ်ဆိုရင်တော့ဟိုနေ့ပြောရတဲ့ကိစ္စမှာပေါ့နော်သူတို့ခွဲခြားမှုလို့ပဲမြင်တယ်အဓိကကတော့ဒီတော်လှန်ရေးဟာတော်တိုင်းသား EAO တွေရဲ့ကျေးဇူးတွေအများကြီးပါပါတယ်နော်အဲ့တော့ online သား EAO တွေကျေးဇူးရှိတော်ညာလည်းပဲလက်ရှိချိန်ထိ NUG ကိုအတိမတ်ပြုမှုနဲ့NUG ကနိုင်ငံအစိုးရဖြစ်အတိမတ်ပြုမှုကသူတို့မှအားနည်းနေသေးတယ်လို့တော့ဒါဝန်ခံမဲ့တိုင်းတာလေးရှိရနော်ဒါပေမဲ့အေးပေါ့ဒါတွေကတော့အခြေတင်ဆွေးနွေးသွားအောင်ပါပေါ့ NUG လည်းအခုဆိုရင်အရင်က NUG မဟုတ်တော့လေနော်လက်နက်လည်းရှိလာသလိုနောက်တစ်ခုကတက်တွေလည်းခိုင်မာလာတယ်အညာသူပြောတာဆိုလို့ရှိရင်တော့တော်လိုင်းရေးအားပေးထောက်ခံသူတွေတက်အားရစရာပါနော်အဲ့တော့ဖိခေါ်ကစောက်လာကြပြီကိုစီတို့အညာသူတို့နဲ့စကားပြောချင်မှုရတယ်ဖိခေါ်နော်အားလုံးကိုပြန်တင်ပေးခြင်းနဲ့နော်အလှည့်တွေအကုန်လုံးပေးရမှာမလားချိတ်ပေးခြင်းနဲ့နော်အဲ့တော့ဖိခေါ်ကပြောအောင်သူကစောက်နေတာကြာပါပြီသူတောင်းဆိုနေတာကြာပါပြီနော်မင်္ဂလာပါကျွန်တော်ချိတ်နေတော့ကြာပြီကိုမောဟုတ်ကဲ့အားလုံးပဲကိုစီတို့မတ်ညာတို့ကျန်တဲ့အညီကိုတွေရောအကုန်လုံးပဲမင်္ဂလာပါဒါမှမဟုတ်ကိုမောမင်္ဂလာပါကျွန်တော်စကားလေးနည်းနည်းလောက်ပြောချင်ပါတယ်ဟိုနည်းနည်းလေးကြာသွားရင်လည်းဟိုတိခံပေးပါလို့ကြိုပြီးတောင်းပါဗျာ2မိနစ်ခွဲလောက်ထင်းအပြည့်ပြောပြီနော်ဘာကြောင့်ဆိုဟုတ်ကဲ့ပါဗျာရသေးချင်တော့ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ပြောချင်တာဗျာခုနကတော့ငါကိုဘာမစ်ကပြောတယ်ပေါ့နော်ကျွန်တော်တို့ဘက်ကနေစပြီးတော့ဒီ require တွေလုပ်ဖို့မလိုဘူးလားဆိုတာမျိုးကျွန်တော်တို့ကဗျာကျွန်တော်တခုပြောချင်တာကအခုကျွန်တော်တို့လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံးဒီဟာလာကျွန်တော်စစ်တပ်ဘက်ကနေကြည့်မယ်ဆိုရင်ဗျာဒီကောင်တွေရှိလို့ဒီလက်နက်ကိုင်တွေရှိလို့ကျွန်တော်တို့တိုင်းပြည်ကမငြိမ်မချမ်းဖြစ်နေရတာအဲ့ဒါဆိုရင်ကျွန်တော်တို့က Geneva Convention မှာတချို့သောစစ်တပ်ထောက်ခံသူတွေကပြောတယ်ကျွန်တော်တို့က Geneva Convention မှာလက်မှတ်ရေးထိုးထားတဲ့အပြည့်အစုံရေးထိုးထားခြင်းမဟုတ်ဘူးတချို့ချက်တွေကိုဖယ်ပြီးတော့ရေးထိုးထားတယ်လို့သူတို့ကပြောကြတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကပြည်တွင်းမှာလေရင်နဲ့ဘုံသုံးတာဒီ Geneva Convention မှာလက်မှတ်ရေးထိုးမထားဘူးလို့လည်းပြောတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကရှင်းရှင်းလေးပဲဗျာကျွန်တော်တို့စစ်တပ်ကတာလွန်အင်အားရှိတဲ့အနေအထားတရက်နဲ့တာလွန်အင်အားရှိတဲ့အနေအထားတရက်နဲ့ဒီတိုင်းသားလက်နက်ကနေအကုန်လုံးကိုအမြင့်ပြတ်ခြေမုံလို့မရဘူးလားဟုတ်ပြီခြေမုံလိုက်မယ်ဆိုရင်ဒီတိုင်းသားတွေလက်နက်ကနေမျိုးတုံးသွားမယ်မျိုးတုံးသွားပြီဆိုရင်ကျွန်တော်နိုင်ငံကအေးချမ်းသွားမယ်ဒါပေမဲ့ဘာလို့အခုချိန်ထိအဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်တွေကိုစစ်တပ်ကဘာကြောင့်မခြေမုံတာလဲနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ပြောစရာတစ်ခုကစစ်တပ်ကနေပြီးတော့ထုတ်ပြန်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံးလက်နက်ချပြီးငင်းနဲ့ပြည်တွင်းမှာနေမယ်ဆိုရင်နိုင်ငံရေးလောကတွေကနေစစ်တပ်ကထွက်အပြီးပိုင်ထွက်မှာပါလို့ဂရိကဝတ်ပြုတ်ပြီးတော့စာထုတ်ပြန်ထားတာရှိတယ်ဆိုတော့သူတို့က
အမြင့်ပြတ်ချေမှုန်းလို့ရပါလျက်နဲ့အမြင့်ပြတ်မချေမှုန်းပဲနဲ့အမြင့်ပြတ်မချေမှုန်းပဲနဲ့အခုလိုမျိုးကြီးတောက်လျှောက်ကြီးလွတ်ထားပြီးတော့တိုင်းသားလက်နက်ကိုင်တွေအကုန်လုံးကိုဒီလက်နက်တွေစွန့်ခွာသွားမှသူတို့ကဒီတက်စစ်တပ်ကနိုင်ငံရေးလောကတွေကထွက်ပါမယ်ဆိုတဲ့စကားကရှင်းရှင်းလေးပဲဗျာအမှန်တကယ်ဒါသူတို့ရဲ့စစ်တပ်ခေါင်းဆောင်တွေရဲ့ရင်ထဲနှလုံးသားတဲ့အုံနောက်ထဲမှာတိုင်းပြည်အပေါ်လူထုအပေါ်ကိုမြစ်တာစေတနာတကယ်ရှိတယ်ဆိုရင်အဲ့ဒီတိုင်းသားလက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေးယူပြီးတော့မိစတစ်ဖက်ရေမှုတ်တစ်ဖက်လှုပ်เสียအကြောင်းမရှိဘူးဒါတိုင်းပြည်ကိုတကယ်မချစ်လို့ဆိုတော့ကျွန်တော်ထောက်ပြတယ်ချက်ပေးပါအောင်အဲ့တော့ဒီနေ့ပြောတာတွေကပြန်ပြီးလက်ညှိုးထိုးသွားတာပြီးပြီလို့မှာတယ်နော်ဘာကြောင့်လဲဆိုတော့ဟုတ်ပြီလေ NUG ကိုလက်မခံဘူးဆိုရင်စစ်တပ်ကဘာကြောင့်မို့လို့ဒါမျိုးလှုပ်ရှားနေလဲပေါ့ဟုတ်လားတိုင်းသားလက်နက်ကိုင်တွေကိုဘာကြောင့်မို့လို့မနိုင်နေလဲပေါ့ဟုတ်လားကဲဟုတ်ပါပြီအဲ့တော့ကိုတို့ကဆန္ဒကပြောနေရင်းနဲ့ကြာသွားတယ်ကိုသူတာလားနော်မင်္ဂလာပါပြောပါဗျဖိခေါ်ရေးကျေးဇူးပါနော်အရစာသူ့ဘရစာတစ်ချက်တင်ပေးပါအလက်ပေးပါမယ်အားလုံးသူ့ဘရစာချက်ချိတ်ပေးပါဒီမှာကိုမောင်ပြောပါရင်းဆုံးပြောပါအောင်လက်ပေးပါမယ်နော်ဘာကြောင့်ဆိုတော့အောက်မှာတန်းစီနေတဲ့သူအများကြီးဖြစ်တယ်လေနော်ပြောကျွန်တော်ခဏစောက်ပေးမယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ကဲဘကိုးသားလေးမင်္ဂလာပါညီလေးနော်အခုကိုစီလည်းရှိတယ်ဟလာအညာသူလည်းရှိတယ်လို့တော်တော်ဘက်ကတူတူများပါတယ်လက်ပြန်ပေးပါမယ်နော်မင်္ဂလာပါကိုမောင်ကြီးကျွန်တော်လည်းကိုမောင်နဲ့မတွေ့ရကြပြီပေါ့နော်ကျွန်တော်တို့ကညီကိုတွေပေါ့ဘယ်လိုပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ကဘာပဲဖြစ်ဖြစ်တူတူလက်တွဲခဲ့ဟုတ်ပြီမတွေ့ရကြပြီအဲ့တော့ကျွန်တော်ပြောချင်တာကတခါလေကြာရင်ဗျကျွန်တော်ကနိုင်ငံရေးဘူးတူတာရှိဖို့လဲလို့တယ်နော်ကိုလုံးနေရလို့ရပေါ့ဘယ်ရပဲမဆိုစိတ်ခံစားချက်ကတော့လူတိုင်းရှိကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြဲတမ်းပြောတယ်အမျိုးကြီးမမှန်အပင်မတန်ဘူးပေါ့တော်လိုင်းရေးဘာကြောင့်ကြာရှုံးလဲတော်လိုင်းရေးအခုကကြာရှုံးတဲ့ဘက်ကိုသွားနေပြီဘာကြောင့်သွားလဲလို့ကျွန်တော်ပြောရင်2021 2023မှာအင်အားကောင်းခဲ့တယ်အင်အားကောင်းခဲ့အခုကအင်အားလဲနေွားတယ်လို့ထောက်ခံမှုလို့အင်အားလဲနေတယ်အဲ့ဒါဘာကြောင့်လဲမျိုးကြီးမမှန်လို့အပင်မတန်တာပေါ့နော်ကျွန်တော်တို့လောက်ရက်ပေါ်မိမိရဲ့လောက်ရက်ပေါ်မိမိရဲ့တံပြန်တက်ရောက်မှုရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီစားလုပ်တွေကဒီလောက်ရက်တွေချုပ်လွဲတာပေါ့ဗျာဒလန်ဆိုပြီးတော့တက်ဖြတ်တာရဟန်းတန်ဃာတွေစော်ကားတာတွေပေါ့နော်ဒီအစိုးရပန်ရန်တရားတွေတာဝါတန်တွေချိုးတာတွေလန်တရာတွေဖျက်ဆီးကြတယ်ဒီဟာကြီးကကြတော့ဘယ်အစိုးရတက်ဒါရဆောက်လောက်ကမှာပဲလေနာဆာကအစိုးရကိုမကြိုက်တာဥမရောက်လာမကြိုက်တာအစိုးရပန်ရန်တရားတွေကိုဖျက်ဆီးရအကြောင်းမရှိဟုတ်လားဒါပြည်သူပိုင်သုံးတဲ့ပစ္စည်းတွေအဲ့တော့ဒီလောက်ရက်တွေလောက်တဲ့အခါတချို့ပြည်သူတွေကတိလာတယ်နောက်ဆုံးဒီကြံမှာတော့ကရင်တော့ဗျာ6800သားတွေလောက်တယ်အမြင်မတူရင်ဘောမတွေလောက်တယ်ခံယူချက်မတူရင်အဖွဲလိုက်သွားရိုက်တယ်ပေါ့နော်ဒီကိစ္စတွေဖြစ်လာခြင်းကြောင့်ဒီတော်လိုင်းထောက်ခံမှုကအားနေသွားတယ်တော်လိုင်းဆိုတာကပြည်သူနဲ့ရက်တည်သွားနေကြတာပြည်သူတယောက်တော့ရော့သွားတာနဲ့တော်လိုင်းရရက်တည်မှုတစ်ခုရော့သွားတယ်ပေါ့နော်ဒါမျိုးတွေ့ရတယ်နောက်တစ်ခုကျွန်တော်တို့ကိုပြောကြတယ်မင်းတို့စစ်တပ်ထောက်ခံတာလားဘောမတွေပေါ့ကျွန်တော်ပြောရှင်းလေးကျွန်တော်ချွေမျိုးထဲမှာဆင်းမျိုးဆင်းတွေမရှိဘူးနော်စစ်တပ်ကိုဘောမကြလဲကျွန်တော်မရှိဘူးသူတို့ပြောတဲ့9000သားတွေ6800သားကျွန်တော်ဒီနေ့ဒီချိန်ဒီပြားတစ်ချက်မှမရခဲ့ဘူးနော်အဲ့တော့နောက်တစ်ခုပြောချင်တာကျွန်တော်ကတိုင်းပြည်နဲ့နာဂတ်ကိုပဲကြည့်တယ်စစ်တပ်အုပ်ချုပ်မှုကိုကျွန်တော်တို့ကြိုက်လို့ပြောနေရမှာမဟုတ်ဘူးစစ်တပ်ဒီကောင်းချင်းဆိုချင်းဆိုတာဇုံတွဲနေတယ်စစ်တပ်ကလုပ်ခဲ့တဲ့လုပ်ရက်တွေအောက်ရှိန်မှာဖြစ်နေရတယ်ကျွန်တော်မကြိုက်တာတွေရှိတယ်ပေါ့နော်ဒါအမှန်တရားပဲဒါကိုမောင်တို့လည်းပြည်သူတွေလက်တွေ့ခံစားနေရချုပ်ရှိတယ်ဟုတ်လားဒီလမ်းကြီးကောက်တာတွေအစတန်းနဲ့ချင်းချောက်တာရအစယူနီဖောင်းတွင်ကြောက်ကြတာဒါလက်ခံတယ်ဒါပုဂ္ဂိုလ်ရေးအမုန်းတရားလို့ပြောလို့ရတယ်ဒါပေမဲ့နိုင်ငံနဲ့ရှင်ကြည့်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ရေးအမုန်းတရားကိုကျွန်တော်ကခဏပေးဖယ်တာငါတို့နိုင်ငံအတွက်ကိုတစ်ချက်ကြည့်မယ်စစ်တပ်ကိုကျွန်တော်ကဘာကြောင့်အမှုဝေဖန်လဲကျွန်တော်ဒုတာဝန်ရေး3ပါးကိုလက်ဆွဲကန်ထားတဲ့အချက်ရှိတယ်အဲဒုတာဝန်ရေး3ပါးပြည်တော်စုမပြိုကွဲရေးတို့ရေးတိုင်းသားစီလုံးညီညွတ်မှုပြိုကွဲရေးတို့ရေးအချုပ်ချာအာဏာတည်တတ်ခိုင်မြဲရေးတို့ရေးနံပါတ်1ပြည်တော်စုကိုပြိုကွဲအောင်လုပ်နိုင်တာပြည်တော်စုကိုမပြိုကွဲအောင်ထိန်းသိမ်းနိုင်တာမြန်မာနိုင်ငံမှာဓမြတ်တက်မတော်ပဲရှိတယ်တခြားသောလက်နက်ကိုင်တွေဘလို့ပဲဖြစ်စီဘလို့ပဲပြိုကွဲအောင်လုပ်ပြည်တော်စုပြိုကွဲရေးတို့ရေးလက်ကင်ထားတယ်ဘယ်တော့မှမပြိုကွဲအောင်မလုပ်ဘူးနော်တိုင်းသားစီလုံးညီညွတ်မှုတိုင်းသားစီလုံးတော်လိုင်းကြီးကကြာရှုံးနေပြီပေါ့ဟုတ်လားနော်ကြာနေပြီအားနေနေပြီဟုတ်ကဲ့တိုင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးပေါ့နော်နောက်တစ်ချက်ကကိုလေးကျွန်တော်ခဏလေးပြောမှာပေါ့နော်အဲ့တော့တိုင်းသားချင်းချင်းကိုလည်းဒီကပြိုကွဲသွားမှာသူကမလိုလားဘူးဆိုတာကကျွန်တော်တို့တိုင်းသားရဲ့လည်းလက်နက်ကင်တာခံယူချက်ချင်းမတူကြဘူးလေ NUG ကိုလည်းလက်ခံတဲ့လူမရှိလို့စစ်တပ်ကိုလည်းလက်ခံတဲ့လူမရှိဘူးဟုတ်လားဒါအမြင်သာကြီးအဲ့တော့တိုင်းသားစီလုံးညီညွတ်မှုလည်းပြိုကွဲအောင်မလုပ်ဘူးနောက်တစ်ခါအချုပ်ချာအာဏာတည်တတ်ခိုင်မြဲအချုပ်ချာအာဏာဆိုတာကပြည်သူရက်ပေးပါအောင်ကျေးဇူးပါဟုတ်ကဲ့ချုပ်ပြီးမှခဏလေးတရားလေးပိုက်လေးပြီးွားကျွန်တော်ချုပ်လိုက်မယ်နော်ကိုနော်ခဏလေးပါအဲ့တော့အချုပ်ချာအာဏာဆိုတာကလက်ရှိနာဆာကအစိုးရတယ်မဟုတ်ဘူးအခုပြည်သူအစိုးရလည်းသူကဒီလိုပဲအုပ်ချုပ်သွားမယ်နောက်အစိုးရကြီးလည်းသူလက်ဆင့်ကမ်းနိုင်မှာတကယ်လို့စစ်တပ်မရှိရင်အချုပ်ချာအာဏာလွတ်သွားမယ်အညာဒေသမှာကိုရလက်တွေ့ဖြစ်နေတယ်အချုပ်ချာအာဏာကင်းမဲ့တဲ့နေရာတွေမှာမတိမ်မှုတွေဖြစ်တယ်တခိုးမှုတွေဖြစ်တယ်ဓမြမှုတွေဖြစ်တယ်ကျွန်တော်နဲ့ရင်းနှီးတဲ့တငယ်ချင်းနဲ့ဖုံးဆက်တယ်ဘာလို့တော့တိုင်လဲသူညမလေးခေါ်သွားလို့ PDF ခေါင်းဆောင်တော့တိုင်နေတယ် PDF မှာဘာကိုပြင်းမှုသူတို့ပုံမှန်တွေတတ်မှတ်ထားတယ်ဒလန်ဆိုပြီးတက်ဖို့ပဲရှိမယ်ဆွဆွဲဖို့ပဲရှိမယ်အဲ့တော့အချုပ်ချာအာဏာကင်းမဲ့တဲ့နေရာတွေမှာပြည်သူတွေနေရခတ်နေတယ်ပေါ့နော်ကဲကျွန်တော်ကလည်းပြောကြရအများရှိရနီးကုန်းချုပ်လိုက်ပါတယ်နော်ဒီနေ့ပြောရတဲ့ပုံစံလေးရဆိုလို့ရှိရင်တော့ဒေါ်လာရေးအနေနဲ့စီကန်းလေးတွေရောလိုအပ်နေတာတွေရောဟုတ်လား
လက်ကွက်ဟာကွက်တွေနဲ့ဟလာမကောင်းတဲ့အချက်တွေလည်းရှိနေတာကိုတော့တွေ့ရတယ်ဗောနော်အဲ့တော့ဒါနဲ့ပတ်သက်လို့ရှိရင်ကိုစီပြောပါဦးဗျကိုစီတော့မဟုတ်ကိုတုတပြောလို့ရတယ်နော်အပေါ်ဆုံးကကိုစီပြောချင်လားဘယ်လိုဖြေရှင်းမလဲကိုစီအဲ့ဒါနဲ့ပတ်သက်ကိုစီကကြတော့ဟိုနိုင်ငံရေးရောစီရောမြင်နေသူဆိုတဲ့အခါကျတော့စကားပြောတဲ့နေရာမှာဖြောင်းမှတ်မှုတွေတွေ့ရတယ်မဟုတ်ကျွန်တော်နည်းနည်းပြောမယ်ကိုမောင်ကဘာမှမပြောတော့ဘူးလားကိုမောင်ရဲ့အမြင်ကိုမောင်ရဲ့အတွေ့အကြုံပေါ့ဒီ9နှစ်တော်တွင်းမှာဖြစ်လာတာ6နှစ်တော်တွင်းမှာကိုမောင်ကနည်းနည်းပါထောက်သိနေတယ်တော့မှန်တယ်မိုင်းကျွန်တော်အနေနဲ့ကနေ့စဉ်နဲ့ညပြောရတဲ့အခါမှာနားထောင်တဲ့အခါရှိပါတယ်ပြောတဲ့အခါကျဒီနေ့မှာကျွန်တော်နားထောင်မှုကိုပဲဥစားပေးပြရစေနော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောတာတစ်ချိန်လုံးပြောနေရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့နော်။အခုချိန်မှာပြောပို့ပြီးတော့အဲ့ဒါကိုမောင်ကျွန်တော်သိရတယ်ခဏနော်ကျွန်တော်ညီလေးတစ်ချက်တင်ပေးပါသူ့ဘရဆောင်တစ်ချက်တင်ပေးပါတင်ပေးမယ်နော်အချင်းချင်းကြားထဲမှာသိရတဲ့ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အသိအမြင်လေးတွေကိုပို့ပြီးတော့ဥစားပေးခြင်းလို့ပါကျွန်တော်ကိုယ်တိုင်ကနားလေ့လာနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်နော်တင်ပေးပါမယ်။အဲ့တော့ကိုစီဖြည့်ပါအောင်ဗျဟုတ်ကဲ့ခုနကအပေါ်ကဘကိုးတားလေးလာနော်သူပြောရတဲ့စကားကိုပုံဝင်လင်းတဲ့ပြောရမယ်ဆိုရင်ဒီစကားတွေကတလုံးမှမမှန်တဲ့စကားတွေပါပေါင်လဲမဝင်တော်လန်ရေးကြရှုံးသွားပြီဆိုတဲ့စကားဟာလူထုထောက်ခံပထမအာနာသိက္ခာသမှာလူတွေအများကြီးလောက်ခဲ့တယ်အခုလူတွေမလောက်ဘူးတော်လန်ရေးကကြရှုံးသွားပြီဆိုတဲ့စကားဟာအင်မတန်လွဲမားတဲ့သုံးသပ်ချက်လို့ပဲကျွန်တော်ကပြောချင်တယ်ဘာဖြစ်လို့လဲတော်လန်ရေးကြရှုံးတယ်မရှုံးဘူးဆိုတာဘာလူများတာမများတာကိုကြည့်ပြီးတော့ဆုံးဖြတ်လို့မရတော့ဒါတော်လန်ရေးကြရှုံးခြင်းမရှုံးခြင်းဆိုတာကဟုတ်တယ်တော်လန်ရေးဘက်မှာလည်းအားနည်းချက်တွေရှိတယ်။ဘာဖြစ်လို့လဲတော်လန်ရေးလောက်လာတဲ့လူတွေအတိုင်းဝိုင်းဟာစီစစ်ပြီးတော့ကျွန်တော်တို့ခိုင်းထားရတာမဟုတ်ဘူး။လူပေါင်းစုံအယောင်တွေးပေါင်းစုံဝင်လာတာဖြစ်တဲ့အတွက်မှန်ကန်တဲ့လူတွေပါတယ်လို့စုံပြူလဲပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့တည်ထားမှာကဟဲ့ဒီမြန်မာနိုင်ငံမှာအချုပ်ခဏကတူပြောရတဲ့ဒုတောင်ငယ်အရေးသုံးပါဆိုပြီးတော့ဟိုတက်မတော်ကကာကွယ်တယ်လို့ပြောတဲ့စကားဟာလက်ရှိတရုတ်ကတိုက်ဆိုရင်တိုက်တရုတ်ကရက်ဆိုရင်ရက်တရုတ်ကခြံတိုးခတ်လဲဘာမှမဖြစ်တဲ့ဟာဒုတောင်ဝင်အရေးသုံးပါနဲ့လုံးဝမညီတော့ပါဘူးနောက်တစ်ချက်ကကျွန်တော်ဒီဒေါ်လာရေးမှာလုံနေကြတဲ့ဒလန်ဆိုပြီးတတ်တဲ့ဟာကအများစုဒီတတိပေးပြီးမှ notice လုပ်ပြီးမှကျွန်တော်တို့တွားရှင်းတာများပါတယ်ဘာကြောင့်ရှင်းရလဲဒီလူတယောက်ဟာဒီရက်ွက်ထဲမှာစစ်တပ်ကိုခေါ်လာတယ်သတင်းပေးတယ်ရွာထဲကဘဒူကဘာတူးကြောက်ရွာထဲမှာပြည်သူအ ਨੇ ဆုံး5-10ယောက်လောက်ထိခိုက်လာပြီးအဲ့လိုလူမျိုးကိုတွားရှင်းတာပဲဖြစ်တယ်အဲ့တော့ဥပမာကျွန်တော်တခုပြောပြမယ်နှစ်ဖက်လုံးကိုမြင်အောင်လို့ပေါ့တော်နိုင်ဘက်ကဒလန်ဆိုပြီးတွားရှင်းတယ်လူတက်တယ်ပေါ့ဗျာထန်ကုန်သိမယ်ဘယ်နှယောက်လဲ2ယောက်ပဲဟုတ်တယ်နော်ဒလန်ရှင်းအများဖြင့်1ယောက်စီပဲဒါပေမဲ့စစ်တပ်ကဘုံတစ်ခါကျရင်လူဘယ်လောက်သိလဲပြန်နှိုင်းရှင်ကြည့်လေကျွန်တော်တို့အပြစ်ပြောမယ်ဆိုရင်နှစ်ဖက်လုံးကိုမျှတစွာမြင်တတ်အောင်ပြောဖို့လိုတယ်ဒလန်ရှင်းလို့ထန်ကုန်သိလူ2ယောက်ပဲခုနေ့ကကျွန်တော်ပြောသလိုမှားတယ်မှန်တယ်မငင်းနဲ့အောင်ဒါပေမဲ့စစ်တပ်ကပစည်းဖြစ်စင်မှတင်ဘုံကျဲဝါတာပြည်သူ160ကျော်အသက်မပြည့်တဲ့ကလေး40ကျော်တေသွားတယ်အဲ့တော့တိုင်းပြည်ကိုကိုစားပြုတဲ့တပ်မတော်ဆိုရင်အောက်မှာပြည်သူရှိမှန်းသိရင်ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူးဒါဟာတိုင်းပြည်ကိုကာကွယ်တဲ့တပ်မတော်ဆိုရင်ပေါ့အခုလက်ရှိမင်းအောင်နိုင်လုပ်နေတဲ့ပုံကသူအုပ်ချုပ်တာကိုလက်မခံတဲ့ဒူမှန်တယ်မြကောင်းကောင်းမနေရဘူးငါမှအုပ်ချုပ်မှုမခံရင်မင်းတို့လည်းကောင်းကောင်းမနေရတဲ့ဆိုတဲ့စစ်ရေးကိုလှုပ်ရှားနေတာပါအခုလက်ရှိလိုက်နေရာနှံ့မှာဘုံကျဲမှုတွေလုပ်နေတဲ့တတ်နေတဲ့အရာအလုံးဟာလက်နက်ကင်နေမဟုတ်ပါဘူးเนาะအများစုကပြည်သူတွေပါဒါအလုံးလည်းတည်တယ်နောက်တစ်ချက်ကဒီစကားတွေမှန်လားမမှန်လားတာကိုကျွန်တော်ပြောတာလည်းမယုံပါနဲ့လက်တွေ့ပဲကြည့်ပါစစ်ကြောင်းထိုးလို့ထွက်မပြေးရတဲ့ data မြန်မာပြည်မှာမရှိပါဘူးเนาะစစ်တပ်စစ်ကြောင်းထိုးရင်ရွာလုံးချုပ်မပြောနဲ့ရွာ9ရွာရှိ9ရွာလုံးအကုန်ပြေးရပါတယ်ဒါပေမဲ့ PDF တွေတိုင်းသား EAO တွေစစ်ကြောင်းထိုးလို့ထွက်ပြေးရတယ်ဆိုတာမကြောက်ဘူးပါနော်ဒါကိုကြည့်ချင်းအပြင်ပကတိမြေကြီးမှာဘယ်အကွက်ကဘာဖြစ်နေလဲဆိုတာကိုလူတိုင်းသိနိုင်ပါလိမ့်မယ်နော်ဟုတ်ကဲ့ပါကိုစီနှစ်ဖက်မြင်တဲ့ခြေပေါက်သွားတာကိုတွေ့ရတယ်နော်အဲ့တော့တယောက်နှစ်ယောက်ပေးဆက်ရတယ်ဆိုတာကဟာလားဘုံကျဲခံရတာဆိုပြီးပုံများရတယ်ဆိုတဲ့ပုံစံလေးပြောသွားတာကောင်းမွန်ဆုံးခြေပေါက်သွားနိုင်ပါတယ်နော်အဲ့တော့မျိုးမင်းထွန်းအလှည့်ပေးအောင်နော်မျိုးမင်းထွန်းပြောပါမင်္ဂလာကဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါလို့ကိုစီတို့မတွေ့ရကြပြီနော်ပုံမှန်ပါတော့ခုနကအရှိမပြောကြရတဲ့လို့ပေါ့နော်ကျွန်တော်တို့လုံနေတဲ့နေရာမှာကအာနာရှင်နဲ့စစ်တပ်နဲ့ကျွန်တော်တို့ပွဲကြားဖို့တူတယ်ပေါ့နော်ကျွန်တော်တို့တော်လိုင်းရေးဘက်ကလုံနေတဲ့လူတွေကလည်းဒီစစ်တပ်တဲ့အာနာရှင်ကိုပွဲပြဖို့လိုတယ်ကျွန်တော်တို့လောက်တာကကျွန်တော်တို့တိုက်တာပါတော့အာနာရှင်ကြောက်ဆုံးမှုအတွက်တိုက်နေတာအခုနောက်ပိုင်းမှာဒီကျွန်တော်တို့ဟိုဘက်ကစစ်တပ်ကိုထောက်ခံတဲ့လူတွေဒီဘက်ကိုရောက်လာကြတာအများကြီးတွေ့ကြတယ်ပေါ့နော်တွေ့ကြတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီအာနာရှင်ကြောက်ဆုံးမှုကကျွန်တော်တို့တူပုဂ္ဂိုလ်တူတော်ရောက်တယ်လို့လို့မရဘူးဗျအားလုံးပူးပေါင်းမှ
ကျွန်တော်ဒီအာနာချင်းကကြာဆုံးမှာအာနာချင်းကြာဆုံးမှဒါလျင်လည်းကျွန်တော်စစ်တပ်ဆိုတာလည်းဒါစစ်တပ်ကောင်းတစ်ခုဆိုတာပေါ်လာမှာအခုကကျွန်တော်လုံးနေရကအာနာချင်းကိုကြာဆုံးမှုတိုက်နေရနော်စစ်တပ်ကြာဆုံးမှုတိုက်နေကြတာမဟုတ်စစ်တပ်ကြာဆုံးလို့စစ်သားတွေသေလို့ချင်းတယ်ဘူးလေကျွန်တော်တို့ပြည်သူတွေပဲPDF ရဲဘော်တွေကြာဆုံးတယ်ဆိုလို့ရှိရင်ကျွန်တော်ပြည်သူတွေပဲပြည်သူတွေကပြည်သူတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုအချင်းပြန်တိုက်မှချပါဗျာကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့အာနာချင်းကိုကြာဆုံးမှုပဲအားလုံးလှုပ်စစ်ကျင်တယ်ခုနကညီလေးပြောခဲ့တဲ့ဒီကျွန်တော် UNG ဘက်မှာလည်းမမှားဘူးမမှားခဲ့တာဟာကွက်ကလေးတွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ဒီတန်တမာရေးတွေဒီစီလုံးရေးတွေမှာအများကြီးအားနဲ့ချက်တွေလည်းအများကြီးတူခဲ့ရတယ်ပေါ့နော်အဓိကကျွန်တော်ပြောချင်တာကတော့စစ်တပ်နဲ့ကျွန်တော်တို့အာဏာကြီးတို့ပွဲပြပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်ကျွန်တော်လည်းအလုပ်ထမ်းမှာမဟုတ်ဘူးဟုတ်ပါပြီကျေးဇူးပါနော်အလဲအားလုံးပါလေခင်ဗျာဟိုမှာတန်းစီတာအများကြီးဖြစ်လို့နော်အခုတို့အခုလိုမျိုးလူဆောင်တဲ့ချိန်မှာအားလုံးရဲ့အတန်လေးတွေလည်းကြားချင်တဲ့အတွက်ကြောင့်မလို့နော်ကဲကိုထွေးလင်မင်္ဂလာပါနော်ဒီလင်ပြန်ချိတ်ပေးပါမယ်နော်ကိုအောက်ခဏချပါရစေဟုတ်ကဲ့ဗျဟုတ်ပြီကိုထွေးလင်ပါဗျအားလုံးပဲဟုတ်ကျွန်တော်ကတော့ဟိုပြည်သူတယောက်နေရဲ့ဒီနေ့ပဲပြောမယ်နော်ပြီးတော့ပြည်သူတယောက်နေရင်ပြောမှာဗျဟိုအခုလောလောဆယ်ကျွန်တော်တို့ကဘယ်သူ့ကိုအားကိုးရမှာလဲဟိုပြည်သူတယောက်နေပေါ့နော်ဘယ်သူ့အားကိုးရမှာလဲအခုဘဝကြီးကတက်မှာစုပ်ပြတ်တက်ပြီးအဲ့လိုဖြစ်နေပြီလားအဲ့တော့ဟိုပြောမှာဆက်တက်ကိုအားကိုးလို့တော့မရဘူးအဲ့တော့သိတယ်အဲ့တော့တော်လန်ကြီးအရန်ကြာလို့လည်းမရဘူးကြာရင်ဘဝတွေကစုပ်ပြတ်တက်နေပြီဗျာဒါကျွန်တော်ပြည်သူတယောက်နေခံစားပြီးပြောတာနော်ကျွန်တော်တို့အခုအိမ်နဲ့ခွဲနေရတာကြားလာနေပြီဗျာကျွန်တော်ညီကြီးတဲ့အမှပြည်ထဲမှာကျွန်တော်နဲ့အဆက်အသွယ်တွေပြတ်နေပြီးတေလားချင်တာလည်းမသိတော့ဗျာအဲ့လိုမျိုးပြည်ထဲဝင်သွားတာကြာပြီဟိုဆက်သွယ်တွေပြတ်သွားပြီဗျာအဲ့လိုတော့ကျွန်တော်ပြည်သူရောက်နေတဲ့အခုဒါကိုမမောင်ရောဒီကကိုစီတို့ရောဟိုကအောက်ဆုံးကမညတ်တို့ရောကျွန်တော်တို့ပြည်သူတယောက်နေတဲ့အခုဘယ်သူ့ကိုအားကိုးရမှာလဲဒါပေမဲ့ဟိုစစ်တပ်ကိုအားကိုးတော့မရဘူးဗျာအဲ့ဒါတော့သိတယ်အဲ့တော့ဘယ်လိုပြောရမလဲအားကိုးစရာမဲ့နေလားတင်မှာကျွန်တော်တို့ပြည်သူတယောက်အနေနဲ့ပေါ့အဲ့လိုမျိုးစရာမဲ့နော်ပြည်သူအနေနဲ့အခုကရေးကြတာအယောင်ဆင်းကင်းသောပြည်သူပေါ့ဆိုတော့တော်လိုင်းရေးလည်းမဟုတ်ဘူးလို့စစ်တပ်အပေးထောက်ခံတယ်လည်းမဟုတ်ဘူးဘာမှနိုင်ငံရေးသားလို့ဆိုပြီးတော့နော်ဟုတ်စစ်တပ်အားပေးပါတက်မှာရောင်းနေအဲ့လိုဒီလူရဲ့မေကွန်လေးပေါ့ဟုတ်လားဘသူအားကိုးရမှာပြည်သူအားကိုးရမဲ့နေပါနော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာမေ့စ်ကေဖြေပါအောင်နော်မင်္ဂလာပါညီကျန်တဲ့အားလုံးပေါ်ပါခြုံငုံသုံးသိဖြေပါအောင်ဟိုလူတွေအားလုံးလက်ပြန်ပေးပါမယ်နော်ကောင်းတယ်မနော်ဟိုကျွန်တော်တခုပြောချင်တာကကျွန်တော်မေးခဲ့တဲ့မေးခွန်းကိုစီတူလည်းဖြေပေးပါတယ်မညာမလည်းဖြေပေးပါတယ်အဲ့ဒါလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့နိုင်ငံတော်ရဲ့အလံရဲ့ပါဝါဆိုတာကိုတော့နားလည်ဖို့ရိုးစအဆုံးသွားမကြည့်နဲ့အသေးအတန်တိုက်ထားတဲ့ MNDAA တို့ TNLA တို့ကိုတွားကြည့်လိုက်သူတို့ရှိမှနိုင်ငံတော်အလံလွှင့်လို့ထားတယ်ဒါကနိုင်ငံတော်ရဲ့အာဏာစစ်အောက်မှာရှိနေတယ်ဆိုတဲ့အကြောင်းကိုတက်တည်ပြတယ်ဘယ်နည်းနဲ့ပဲရထားလွှင့်ထားနော်ဒါကိုစီတီတို့ပြည်စီတွေကမြင်ကြည့်ပါနိုင်ငံတော်ရဲ့အလံလွှင့်ထားတဲ့အတွက်နိုင်ငံတော်ရဲ့အရေးအောက်မှာရှိသေးတယ်နိုင်ငံတော်အာဏာအောက်မှာရှိသေးတယ်တကယ်လို့ဒါNUG မှာအလောက်ပါဝါရှိလို့ရှိရင်လွှင့်ရမယ့်နေရာအများကြီးလွှင့်ရမယ့်နေရာနိုင်ငံတော်ဆိုတဲ့အရာကိုခင်ဗျားတို့မျက်နှိုးသေးတယ်ဆိုလို့ရှိရင်ဒီလိုမျိုးလွှင့်ထားနိုင်ရမယ်နော်နံပါတ်ဒုတိယတစ်ချက်နော်ဒီ9နှစ်တာကာလမှာခင်ဗျားတို့တော်လိုင်းအဖွဲ့က GDP အရဆုံးပဲပြည်သူကနေပြီးလိုလာထည့်ပေးတဲ့ငွေတွေဒီငွေတွေကိုခင်ဗျားတို့တေချာမစီစဉ်မဲနဲ့ဒလန်ဆိုပြီးလူဆွဲပြီးတက်ဖို့လမ်းစည်းထုတ်ပေးတာမျိုးတွေဆိုတာကအဲ့ဒါတွေကိုပြည်သူတွေကမြင်လာတယ်တာသမီးကညီကိုမောင်နှမကနိုင်ငံခြားမှာရှိတယ်အကိုတွေကဒီမှာရှိတယ်ဟုတ်တယ်နော်မျိုးတချို့ကြောင့်လည်းဒီပြည်ခိုင်မှုပါတီဝင်တွေရှိတယ်ဒါပေမဲ့နိုင်ငံခြားရောက်လို့အမြင်ကျတာလို့ဒီမိုကရေစီကိုလိုချင်တာလေသူတို့ကမဲထည့်အသက်ခံလိုက်ရတော့သူတို့ရဲ့ရွှေမျိုးသားချင်းညီကိုမောင်နှမတွေအဲ့တော့ဒီလူတွေကနာလာလို့ရှိရင်တဖြည်းဖြည်းနဲ့တစ်ဖက်ကိုပြန်ပေါင်းသွားတယ်ဒါတွေကမရှိဘူးမပြောနဲ့နော်ရှိတယ်ဟိုကျွန်တော်မသိလို့မေးချင်တယ်ခဏအငြင်းကျွန်တော်အခုပြောရတဲ့အထဲမှာ UNG နဲ့ပတ်သက်တဲ့အကြောင်းလေးပဲ UNG ကိုဘယ်လိုမျိုးမြင်လို့လဲနည်းနည်းလေးအလဲကိုတင်ချဆောင်ပေးပါနော်ဖြတ်ပြီးပြောပြမယ်ဒီမှာဆောင်ပြရမယ်နော်ကဲဘာနေဆက်ပြောရအောင်ငါတို့ကပြည်သူတွေစစ်တပ်ကနိုင်နေလဲငါတို့ကပြည်သူပဲဖြစ်ပါမယ်တကယ်လို့ NUG ကနိုင်သွားခဲ့လို့ရှိလို့ရှိရင်ငါတို့ရဲ့အစိုးရဖြစ်လာမှာငါတို့ရအုပ်ချုပ်မဲ့ငါတို့ရဲ့လူက
သူတို့နဲ့နီးစပ်တဲ့လူမှချမ်းသာပေးပြီးတော့မနီးစပ်တဲ့လူကိုလိုက်တက်နေတဲ့လူမျိုးဆိုလို့ရှိရင်အဲ့လိုမင်းတို့အန်ယူဂျီနိုင်သွားပါပြီတဲ့တခြားပြည်သူတွေအများကြီးရှိတယ်စစ်တပ်ကလေရင်စီဘုံကျဲပြီးလေရင်စီကိုနိုင်ငံခြားဝေဘုံကျဲကြီးမှမင်းတို့ပြောတဲ့ PDF ရှိတဲ့နယ်မျိုးကိုကျဲတယ်ပြည်သူရောရောက်နေတယ်ပါသွားတယ်ဒါတော့လက်သက်ခံမယ်ဘုံကျဲပါလေဆိုတဲ့နေရာထဲမှာအလွတ်ဘုံမကျဲဘူးဒါတော့သိဖို့လိုတယ်အနည်းဆုံးမရှိဘူးဆိုလို့ရှိရင် PDF လူ100မှာဆိုလို့ရှိရင်30ရှိလို့ရှိနေတယ်ကျန်တဲ့လူတွေကကိုယ်နဲ့မဆိုင်တဲ့နေရာသွားလေပစည်းကြီးဆိုလဲပစည်းကြီးကိစ္စဆိုလဲဒါကရုံးဖွင့်ဖို့လှုပ်ထားတဲ့ဥစ္စာကိုမဆိုင်တဲ့အသက်မပြည့်သေးတဲ့ဒီကလေးတို့ဘာကြောက်ခေါ်ရမှာလဲဒီကလေးတွေဟဲ့အောင်ဒါမင်းတို့နဲ့မဆိုင်သေးဘူးအသက်မပြည့်သေးဘူးမင်းတို့ဝေးနေဆိုပြီးတော့ဘဒူတူရုပ်တူတယောက်ကမတားခဲ့ဘူးတည်င်းရတယ်ကျဲတယ်တေကမှပြည်သူလှုပ်တယ်ဒါမျိုးကမဖြစ်သင့်ဘူးရုံးလို့ဖို့လှုပ်တယ်မဟုတ်ဘူးဆိုတာကခင်ဗျားတို့အမာကန်တွေပဲပိုသိမှာပေါ့ဒါကိုလည်းခုနေပြရမယ်တင်ရမှာတို့တခုပေါ့နော်ကျွန်တော်နည်းနည်းပြောပါအဲ့လိုအဲ့ဒီမိကုန်းလက်ကျွန်တော်လက်ကြိုင်ကျွန်တော်ဖြေပေးမယ်အဲ့မိကုန်းလက်ပြအဲ့လိုမျိုးကျွန်တော်နည်းနည်းပဲကိုစီကျွန်တော်နည်းနည်းပဲအဲ့လိုမျိုးပြောကြီးဆိုလို့ရှိရင်ဥပမာမင်းအောင်လိုက်စစ်တက်ရှိနေတဲ့ရန်ကုန်တို့မန္တလေးတို့မှာ PDF ကစစ်တက်ရှိနေတဲ့စစ်သားတွေတွာလာနေတဲ့ရက်ွက်ထဲမှာ PDF ကအဲ့လိုမျိုးမိုင်းထောင်ပြီးတော့လုံးမဲ့ဆိုရင်မင်းဘယ်လိုမြင်လဲမင်းတို့ထောင်ခဲ့ကြရမဟုတ်ဘူးလားမင်းတို့ထောင်ခဲ့ကြတယ်မဟုတ်ဘူးလားဘာလာပြောလဲအခုကမင်းကွန်းထုံးနေတာမဟုတ်မင်းအတိုက်ခံလာပြောနေတာဟုတ်ငါတို့ပြောနေတာမင်းကွန်းထုံးနေတာအမှဟုတ်စားဖြစ်ပါနော်တေချာလဲပေးပါတေချာလဲပေးပါညဘာမစ်ကေဒါမှပြောတာတွေကလည်းတေချာချာကိုအကြပါလေနော်အကြမကြဆိုတော့သူတို့လည်းတေချာဖြေပေးပါလေတေချာမင်းကွန်းတေချာအောင်လုပ်ထားလိုက်ပါအောင်နော်အဲ့လိုမျိုးတော့ကိုစီပြောသလိုပေါ့နော်စစ်ကြောင်းထိုးတဲ့နေရာတိုင်းပြေးရတယ်ဆိုလို့ရှိရင်ရန်ကုန်တမျိုးလုံးရန်ကုန်မှာဆိုလဲမင်္ဂလာတော်တမျိုးလုံးတက်မတွေရှိတယ်။ပဲခူးမှာဆိုလဲတက်မခွန်ရှိတယ်။သူ့နေရာဖန်အမှာလဲတက်မလို့ရှိတယ်။အဲ့ကလူတွေကဘာကြောင့်မပြေးဘဲနဲ့ဒီဘက်ထဲမှာရှိတဲ့လူတွေကဘာကြောင့်ပြေးရတာလဲ။ဟောမှညီအဲ့မေကုန်းကိုဆက်ဖြေလိုက်နော်။အဲ့မေကုန်းကျွန်တော်ပြေးစီတယ်ဗျ။ No အညာသူလဲ။အဲ့မေကုန်းကျွန်တော်ပြေး။အညာသူစောင့်နေကြပါစောင့်ပါ။အားလုံးလက်ပေးပါမယ်နော်။အားလုံးလည်းတန်းစီလေးစောင့်နေအောက်မှာလည်းရှိသလိုအပေါ်မှာလည်းရှိရနော်။ညာစီဒီမှာပြေပါအောင်။ဘာမီစနဲ့သူနဲ့မှာကြိုက်ဒီလူကစိတ်တစဒီလူကအလန်တိုင်းစိတ်တစတေတော့မှာတစ်ချက်ပထမအဆုံးပြောချင်တာက NUG အစိုးရဖြစ်လာရင် NUG နိုင်ရင်အစိုးရဖြစ်လာမှာမှားတယ်ဂျာကာလာတော်လန်အစိုးရတတွတ်ပြောနေတာ9နှစ်ရှိနေပြီနားတယ်လဲနားတန်စီဝယ်ထဲ့哦ပြည်သူအစိုးရတက်လာရင်အဲ့ဒီ NUG ဆိုတာကဖြစ်သိမ်းမှာအဲ့ဒီ NUG ထဲမှာတကယ်အလုပ်လုပ်တဲ့ဝင်ကြီးတွေပြည်သူကရွေးချယ်ရင်ပါမယ်စောက်သုံးမကြတဲ့ဟာတွေခြေနဲ့ထိုးကလော်ပြီးမြောင်းချတဲ့ပြစ်ထည့်ထားခဲ့မှာနော်သိလားဂျာကာလာတော်လန်အစိုးရသိလားအဲ့ဒါနားလည်အောင်ပြောအောင်မယ်9နှစ်ရှိနေပြီဒီလောက်နှချီးပေါအောင်ပြောနေတာအဲ့ဒါပြီးရင်ပြည်သူအစိုးရတက်လာလို့ပတ်စံနော်အလံပြောင်းတဲ့ခါကျရင်နင်းသေးရင်နင်းအဲ့ဒီ2008ဖွဲ့စည်းပုံအလံတိုင်းနင်းကပ်ပေးတင်ပေးထားလိုက်မယ်အန်ယူဂျီအလံဟောပါပြောပါနည်းနည်းလေး respect ထားပြောပါမဟုတ် sorry မဟုတ်ဘူးတော်ကိုအချင်ပေါက်လာလို့ဒီအလံတိုင်းကိုပဲတော်ဆွဲနေတာအဲ့တော့ပြောချင်တာကလှုပ်ခဲ့တယ်ကရင်နီပြည်နော်မဲဆက်ဒီမော့ဆိုနော်နောက်ပြီးတော့စကိုင်းတိုင်းခမ်းပတ်ကလေး PDF တွေတုံးတဲ့နေရာမှာ NUG PDF အလံတွေလွန့်ခဲ့တယ်အဲ့ဒီ ERO တွေမှာဘာလို့မလွန့်တာလဲသွားနေတဲ့ပုံစံက NUG ကပြောထားပြီးသားအလံလွန့်ဖို့မဟုတ်ဘူးစစ်အာဏာရှင်အမြင့်ပြတ်ဖို့အဓိကအဲ့ဒါသိလားအဲ့တော့အဲ့ဒီ AA တွေမှာလွန့်မယ် AA တွေကစစ်ရေးအရာပဲပူပေါင်းသေးတာနိုင်ငံရေးအရာမသွားသေးဘူးဟုတ်ပြီနော်အဲ့တန်တဲ့ဒီ TNL တွေတို့ဒီရဲ့မဟာမိတ်ပြုတ်တဲ့နေရာတွေမှာတော့တရားဝင်လွှင့်ခွင့်ပေးတယ်ဒါရုံးကနာဆိုင်ရာတွေမှာအမှတ်1စစ်ဒေသဘာညာတွေမှာလွှင့်ထားတယ်ဒါတွေကိုခမလက်တော့တစ်ခုရှိရင်လက်ထောက်လိုက်တာနဲ့အကုန်လုံးသိနေတဲ့ဟာကိုမေးခွန်းလှုပ်လာတက်ပြောနေတာကိုသူငယ်တမ်းမှမသိ KG တမ်းမှမသိတဲ့ဟာအဲ့ဒါထားလိုက်တော့နောက်တစ်ခုဗာလဲအမြင်မတူရင်ဖန့်ဒလန်တတ်တယ်ဆိုတော့အပေါ်ကဘကိုးသားအမြင်မတူတိုင်းဖန့်တတ်တာက2021အာနာသိမ့်ပြီးတဲ့အချိန်မှာကိုသားသမီးကိုထိန်ဆိုပြီးတော့ငါတို့ပြည်သူကိုတတ်ပြီးမှအမိုက်ပုံးထဲမှာပစ်ထားခဲ့တာဘသူအရင်တတ်တာလဲအဲ့ဒါကိုအရင်ထည့်ပြောဟမ်ကိုသားသမီးကိုထိန်ဆိုပြီးတော့အမိုက်ပုံးမှာစာရေးပြီးမှဆန္ဒပြနေတဲ့ပြည်သူတွေကိုအမြင်မတူတိုင်းတတ်တာဘသူကအရင်တတ်တာလဲအဲ့ဒါအရင်ထည့်ပြောနော်တော်လိုင်းရေးဘက်ကိုအရင်လက်ညှိုးမထိုးနဲ့ငါတို့ဘက်ကိုလက်ညှိုးတစ်ချောင်းထိုးရင်နင်တို့ဘက်ကို3ချောင်းထိုးလို့ရတယ်အဲ့တော့ကိုသိအမြင်မတူတိုင်းတတ်တာငိမ့်ချမ်းစွာစန္ဒပြနေတဲ့ပြည်သူတွေကိုဖမ်းနှိပ်စစ်
ကိုသားသမီးကိုထိန်ဆိုပြီးအမိုက်ပုံမှာစွန့်ပစ်ခဲ့တာဘသူတွေကအရင်စွန့်ပစ်ခဲ့တာလဲနောက်ပြီးရင်စင်းသွားတဲ့သူတယောက်ရှိတယ်ဘသူအားကိုးရမှာလဲကိုအားကိုးဒီကာလမှာဘသူ့အမအားကိုးလို့မရဘူးငါမိမသားဖြစ်တဲ့ဟာတောင်ပြစ်တိုင်းတောင်လို့ကိုအားကိုးနေတာယောက်ျားသားမကြီးဖြစ်နေပြီးတော့နေကဘသူအားကိုးကျင်နေရတယ်ကိုချက်ကိုပေါ်လို့ကိုလှုပ်ကိုလှုပ်နေပြီးကိုဟာကိုတွားနေတာနင်တို့စစ်တပ်ကပြောထားတယ်လေပြည်သူမရှိဘူးစစ်တပ်ကိုထောက်ခံမလားတော်လိုင်းရေးဘက်ကိုထောက်ခံမလားနှစ်မျိုးဇော်မဲလုံး sorry ဇော်မင်းထွန်းလားနာမည်အတက်မသိတော့ကျွန်တော်တို့ခေါ်နေကြတိုင်းမသိတယ်ကိုစီဖြေလိုက်မယ်နော်ကိုစီဆက်ဖြေချင်ပါတယ်ဟုတ်ပြီအဲ့တော့ဒါတွေကပြောထားပြီးသားပြည်သူဆိုတာမရှိဘူးခဏလေးကျွန်တော်အတိုးချုံပေးမယ်ခဏလေးကိုမောင်အဲ့တော့ကျွန်တော်ပြောချင်တာကပြည်သူမရှိဘူးတော်လန်ရေးဘက်နဲ့စစ်တပ်ဘက်ထောက်ခံတာနှစ်ခုပဲရှိတယ်စစ်တပ်ထောက်ခံရင်ထောက်ခံပြည်သူဘက်ကိုထောက်ခံရင်ဘုံကျဲခံရမယ်အိမ်မီးရှို့ခံရမယ်နောက်ပြီးတော့အခုနင်တို့ပြောနေတဲ့ဒီလန်တရားတွေချိုးဖြစ်တာတိုက်တာအဲ့တော့ဒီဘက်22ဒီဘက်ကိုပြောနှစ်ဖက်စလုံးမဲ့ချိုးဖြစ်တယ်နော်နှစ်ဖက်စလုံးမဲ့ဒါကိုစီလည်းဖြည့်သွားပြီးသားတော်လန်ပြည်သူတွေမှာနင်တို့စစ်သုံးပန်းနေပြည်တိုက်ခိုက်တဲ့ဟာတွေတွေ့ခဲ့တယ်ဆိုရင်အချုပ်ထဲမှာတွေကျွေပကံနဲ့ထမင်းကျွေးပြီးတော့နော်ပြည်သူတွေကိုချပြနိုင်တယ်နင်တို့စစ်တပ်ဘက်ကဟာတွေရွာစင်ထိုးပြီးဟဲ့ဆိုရင်အများကြီးမပြောဘူးပထမဦးဆုံးထန်တလန်မီးရှို့ပြီးတော့ပလဲဝဘက်ကိုစိတ်ရေးကောရိတ်ခါရောဖြည့်တဲ့အချိန်မှာကြည်ခါဆိုတဲ့ကြေးရွာမှာနော်အမျိုးသမီးတယောက်ဇန်ဝမ်ညောင်တီလာရှင်ပေါ်တာဆွဲသွားပြီးတော့လမ်းတောက်လျှောက်မရင်းကျင့်ပြီးမှတပ်ပြတ်ထားခဲ့တာနင်တို့စစ်တပ်အဲ့ဒီလိုမျိုးပြည်သူတွေကိုလှုပ်လို့ငါတို့တွေကတံပြန်နင်တို့လှုပ်တယ်လို့မျိုးငါတို့ကလှုပ်ပြနိုင်မှနင်တို့ကဒီလိုမှဆိုမှသိလို့ဒါလက်ညှိုးတစ်ချောင်းထိုးရင်၃ချောင်းပြန်ထိုးနိုင်တယ်ဆိုတော့ကိုသိဖို့လိုအပ်တယ်ကိုစီလဲ sorry ရပြီပြောကိုစီပြီးမကိုသားစီသွားမယ်နော်ကိုစီပြောပါဦးဗျဆန္ဒဒါနဲ့ပတ်သက်ပြီးတော့လဲခုနကကိုပြောရတဲ့စကားပေါ့နော်ကျွန်တော်တို့အလံကိစ္စစရမယ်ဆိုရင်တော့အမပြောသလိုပဲကျွန်တော်တို့ကဒီမိုကရေစီဆိုတဲ့စကားလုံးရှိတယ်လေဗျာကျွန်တော်တို့တတ်မှတ်တဲ့အလံမှအလုံးလက်ခံရမယ်ဆိုတဲ့အရာကဒါအဲ့တော့လေဒီမိုကရေစီရဲ့လွဲနေကျွန်တော်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ခြင်းနဲ့ဆိုရင်သူတို့ဆန္ဒသူတို့တဘောကိုလည်းကျွန်တော်အလေးထားဖို့လိုတယ်သူတို့အမြင်သူတို့ဖြစ်ခြင်းတဲ့အရာအခုဆိုရင်စစ်တပ်ကလည်းဒီအဝါအနီဒီကျယ်တဲ့အလံကိုလက်ခံထားတယ်UNG ကလည်းဒီဂျပန်တော်လှန်ရေးခေတ်ကအလံကိုတုံးထားတယ်တိုင်းသား EAO တွေလည်းသူတို့အလံနဲ့သူတို့ရှိတယ်အဲ့ဒီပုံမှာငါတို့တုံးတဲ့အလံပဲမင်းတို့တုံးရမယ်လို့တွားပြောတာဒါအဓိပ္ပာယ်မရှိဘူးလေကျွန်တော်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ကိုတွားတာဖြစ်တဲ့အတွက်ဒါလို့ဆိုရင်အလံကိစ္စတော့သဘောပေါက်ပြီးထင်ပါတယ်နောက်တစ်ခုကစစ်တပ်စစ်ကြောင်းထိုးလို့ရွာတွေမပြေးရတယ်ဆိုရင်နဲ့ရန်ကုန်မြို့ကလူတွေကဘာဖြစ်မပြေးရဆိုဒါကြီးကလေးစကားဆန်သွားပါတယ်လက်ရှိပေါ်တာဆွဲတာပဲကြည့်ပါနော်တောနယ်တွေနယ်ဘက်နဲ့ရွာဘက်စစ်မှုထမ်းကြီးကောက်တာပဲကြည့်ပါလူများရင်များတယ်လို့ဒီကောင်တွေကယူကြောင်ဆောင်ပါတယ်ပြုံးပြတယ်လှုပ်လို့ရတဲ့နေရာမှာဆိုလှုပ်သွားတာပါအဲ့တော့မြေပြင်မှာပြေးရလားမပြေးရလားဆိုတော့ကျွန်တော်တို့ကဒါငင်းရမယ့်စကားလုံးမဟုတ်မြေပြင်မှာတိုက်ရိုက်ကြည့်လို့ရတဲ့အရာတွေပါနော်အဲ့တော့နောက်တစ်ခုကဘာလဲဒီကိုပြောရတယ်မှာသူပြောရတယ်မှာဘာနောက်တစ်ချက်ကဟာလားကိုမောင်အဲ့ဒီစမှာပဲအလံကိစ္စအဓိကကြပါတယ်ကျွန်တော်တော့အဲ့လောက်ထိမဟုတ်ပါဘူးနော်။အော်နောက်ဘုံကျဲတဲ့ကိစ္စဘုံကျဲတာတဲ့အောက်မှာဒီပစည်းဆိုတဲ့ဟိုမလာခိုင်းနဲ့ပေါ့။မဟုတ်လေဗျဒီနေ့ခေတ် UNG အပါဝင် PDF တွေအားလုံးဟာပြည်သူတွေလေရက်တဲရွာတဲကပြည်သူတွေအားလုံးစံနှံထွက်ပြကြတယ်။ပြစ်တတ်တဲ့ချိန်မှာကိုစီဝါကိုအသက်ကိုကြောက်တဲ့လူတွေကနားလိုက်တယ်။သေးပစည်းဆိုတဲ့လူတွေကလက်နက်ကင်လို့ PDF ဖြစ်လာတယ်။အဲ့တော့ PDF ဒီပြည်သူဒီ PDF ခွဲခြားလို့မရဘူး PDF ရှိတဲ့နေရာမှာပြည်သူရှိမှာပဲအဲ့တော့အခုလက်ရှိဘုံကျဲနေတာ2025 9လပိုင်းထိစစ်တပ်ကဘုံကျဲတာအကြိမ်4200ရှိပြီအဲ့ဒီ4200မှာ3000ကျော်ကအရက်သားတွေကိုပြစ်မှတ်ထားတာပါကြိုက်ထို့ဘုံကြီးတောင်းကျဲတယ်အရက်ဝက်နဲ့အင်ကြီးတောင်မပါဘူးဘုံကြီးတင်ကိုင်းကြီးပဲရှိတယ်အကုန်လုံးတွေးမြေကြသွားတယ်ဘုံကြီးတွေနော်ဒီရက်ပိုင်းတွင်ကျဲတဲ့နေရာနော်ဒီဟိုဟိုရက်ကမင်းလုတ်တဲ့ရွာကောင်းပါပြီများတော့သူလေကုန်းရွာဆိုရင်မြောက်လူက PKU မြောက်လူက PKU မြောက်လူကအဲ့လိုမျိုးအရာမျိုးတွေအများကြီးရှိPKU မြောက်လူကဟုတ်တယ်မလားအဲ့ဒီရွာဆိုတာရွာသားတွေကိုယ်တိုင်ကျွန်တော်တေးတေးချာချာမေးတယ် PDF တွေစခန်းလာချထားလေးလားလုံးဝမစခန်းချောင်းဒါကိုကြော်စိုးဦးကမြေအောင်စေးအောင်ရှိပါတယ် PDF စခန်းရှိပါတယ်ဆိုပြီးတော့မဟုတ်ကတွေလိန်ပြီးတော့
တရင်တင်ခဲ့တယ်ရွာသားတွေကိုလည်းမခံနိုင်လို့ပေါ်ထုတ်လို့ဒါကျွန်တော်တီးခဲ့ရတာဆိုတော့စစ်တပ်ဘုံကျဲတာကိုတိုင်းပြည်ကိုကာကွယ်တဲ့စစ်တပ်ဆိုရင်အောက်မှာပြည်သူတယောက်ရှိနေမှန်းသိရင်တော့မလုပ်တော့ဘူးကျွန်တော်တို့အခုမြို့တွေမှာဘာကြောင့်တော်လှန်ရေးဘက်ကလူတွေမလုပ်တော့ရလဲလှုပ်ချင်တိုင်းလှုပ်ခွင့်မပေးထားဘူးတွားလှုပ်ရင်စစ်ရာဇဝတ်မှုတခါတည်းချုပ်တယ်ဝင်ဒါကြောင့်မို့လို့အခုနောက်ပိုင်းမှာမြို့တွေမှာလှုပ်ရှားမှုတွေအများကြီးလျော့လာတယ်ဆိုတာမလှုပ်တာမဟုတ်ဘူးလှုပ်ခွင့်မပေးတာလူတို့များတဲ့နေရာမှာထိခိုက်မှာဆိုလို့စစ်တပ်ကလည်းပြည်သူကိုပြည်သူတို့တဘောထားရင်အောက်မှာပြည်သူရှိမှန်းသိရင်တာရေးအိမ်နာရေးအိမ်ကျဲစရာအကြောင်းရှိဘူးလေရှင်းရှင်းလေးဟာယူကောင်းပါပြီကိုစီကျွန်တော်နည်းနည်းပြောလို့ရပြီခဏလေးနော်ခဏလေးကိုသားလေးစီမသွားခင်ခဏလေးကိုသားလေးစီမသွားခင်ပြည်သူကိုအခုကြည့်ရှုနေတဲ့သူတွေတော်တော်များပါတယ်အဲ့တော့ပြည်သူပေါ့ဒီပြည်သူမှာဘယ်သူပုံများလဲဆိုတာမေးကြည့်မယ်နော်အခုတော်လန်ရေးကိုအားပေးထောက်ခံသူနဲ့နော်အားပေးထောက်ခံလားအားပေးမထောက်ခံဘူးလားဆိုတာလေးကိုကျွန်တော်နည်းနည်းလေးရေးပေးပါလားဖြစ်နိုင် yes နဲ့ no ပါပဲ yes ဆိုလို့ရှိရင်အားပေးထောက်ခံနေသေးပဲနော် no ဘာကြောင့်လဲဆိုတော့ကိုသားလေးပြောတာလေသူကတော်လန်ရအားနေနေပြီyes နဲ့ no လေး 2.9k ရှိတဲ့တော်လန်ကြီးကိုပေါ့မှာများ yes လို့ဖြေပေးပါ yes ကျွန်တော်အားလုံးဝန်ခံမှာတော့အခုလောလောဆယ်ပေါ့နော်အမှန်တိုင်းတော့အရှိတိုင်း no တိခုပါပါတယ်နော် yes များပါတယ်69တန်းမှာကိုရပြီနော်အပါပဲကြည့်လိုက်အပါပဲကြည့်လိုက်ဒါတော့မှဒီနေ့ခေတ်မှာပေါ်တီစာရေးလို့မရဘူးကျွန်တော်ပြောဘာချို့တွေအကောင့်စစ်တွေကြတော့သူတို့မရေးပဲနေတဲ့ဟုတ်ကျွန်တော်ကစကားပြောတဲ့အခါမှာလေးစားမှုထားတဲ့ခဏလေးရဘကိုသားလေးလေးခဏလေးနော်အားလုံးပြောသွားတဲ့ဥစ္စာကိုဖြည့်ပေးမယ်ခဏလေးကိုဖြည့်ပေးမယ်ခဏလေးတော့ရှိပါတယ် no လည်းရှိရနော်900ခိုင်နှုန်းရှိပါပြီ no ကျွန်တော်မြင်နေတာတယောက်တစ်ခုပဲရေးပါနော်ကျေးဇူးပြုရ yes ပါတယ် yes no လည်းရှိတယ်ဒါပေမဲ့ yes ကတော့အခုလောလောဆယ်လုံးဝကိုဥဆောင်နေစေပဲเนาะလုံးဝဥဆောင်သလိုပြတ်တက်ကြီးပါပြတ်တက်ကြီးတော့ no လည်းရှိပါတယောက်တည်းရေးပါဆို no ကလည်း no တစ်ခေါက်တည်းနေခါရေးလို့မရအောင်နည်းနည်းလေးကျွန်တော်9မိနစ်လောက်အချိန်ပေးလိုက်အောင်เนาะဘာကြောင့်လဲသူတို့လည်းနားထောင်နေနေတိကျတယ်ကျွန်တော်တို့အခုဒေါ်လာဘယ်ချိန်ရောက်လဲဆိုတော့ကျွန်တော်ကြည့်ရကျွန်တော် live ဆိုတာကအကုန်လုံးလာတဲ့ live ဖြစ်တယ်เนาะအဲဒါကြောင့်မို့လို့ကျွန်တော်တို့ချိန်နေမှအောင်သိစေချင်တာပါအခုသားလေးခဏပြောသွားတာကိုကိုကြီးမြန်မာနိုင်ငံမှာတိုင်းရင်းသားတွေကိုစစ်တပ်ကလည်းမဟုတ်လားအခုသားလေးလဲပါနော်ကိုကြီးလက်ညီလေးတိုင်းရင်းသားတွေကိုစစ်တပ်ကအပီးဖြုတ်လို့ရတယ်အပီးလှုပ်လို့ရတယ်ဆိုတဲ့စကားတစ်ခွန်းဟာအဲ့ဒါရတားရိုင်းဆိုင်တယ်ကွာကိုကြီးတို့နိုင်ငံမှာတိုင်းရင်းသားနဲ့တီလုံးပြီးတော့နေတဲ့နိုင်ငံဒီခဏဆောင်ပြလိုက်ဘိုးသားကြီးလည်းခဏလေးတိတ်ထားပြီလေနော်။ဘာကြောင့်အတန်လေးပိတ်ထားပြီ။နော်ဘာဖြစ်လို့လဲဆိုတော့တိုင်းရင်းသားတွေနဲ့အကုန်လုံးစီးလုံးပြီးတဲ့နိုင်ငံမြန်မာနိုင်ငံကိုလွတ်လပ်ရေးရအောင်လုပ်ခဲ့တာတိုင်းရင်းသားတွေပါတယ်။မြန်မာအမျိုးသားတစ်မျိုးတည်းလုပ်ခဲ့တာမဟုတ်ဘူး။နောက်တစ်ခုရှိတာဦးကိုမောင်နိုင်ငံခြားကိုရောက်နေတယ်ကိုမောင်နိုင်ငံခြားကိုရောက်တဲ့အတွက်ဘူးတုတရှိမယ်။ကြိုက်တကဘာလုံးကြိုက်တဲ့နိုင်ငံကိုကြည့်လိုက်။စစ်ယူနီဖောင်းဝတ်ပြီးတော့ပြည်သူလူထုကြားထဲမှာသွားတာတွေ့ဘူးလားစစ်သားတွေနိုင်ငံခြားတွေမှာမရှိဘူးနော်ဘယ်နိုင်ငံမှမရှိဘူးကျွန်တော်နိုင်ငံမှာပဲရှိတယ်နောက်ပြီးရင်ပြည်သူလူထုကိုတကယ်လို့ပြစ်မှုကျူးလွန်လို့သွားဖမ်းအောင်ရဲပဲဖမ်းတာစစ်သားဖမ်းပိုင်ခွင့်မရှိဘူးတကဘာလုံးကြိုက်တဲ့နိုင်ငံကိုကြည့်လိုက်ကျွန်တော်ပြောတာလက်ခံပြည်သူလူထုပြစ်မှုကျူးလွန်ခဲ့ရင်တော့မှစစ်သားသွားပြီးတော့ဖမ်းတယ်ဆိုတာရိုက်တယ်ဆိုတာမရှိဘူးပြည်သူလူထုမုံတီးဝါမှာကြောက်လို့ဒီစစ်တပ်ကိုရဲရပဲသူဥပဒေအကြောင်းအရရဲရပဲသွားပြီးတကားခေါက်ရတယ်ရဲရပဲသွားဖမ်းရတာလက်ထိတ်ခိုင်းရတာစစ်တပ်ကလုံးစရာဘာကမှမရှိဘူးစီစစ်တပ်ကဘာကြောင့်မပေးလောက်တာလဲဆိုရင်ပြည်သူလူထုကပေါက်ဖွာလာတာစစ်တပ်ကမှန်လားကျွန်တော်ပြောလက်ခံလားကျွန်တော်တို့နိုင်ငံတစ်နိုင်ငံပဲရှိတယ်အဲ့ဒါဆိုရင်ဘကိုးသားလေးငါညီကိုယ့်ကိုစဉ်းစားပေါ့ငါတို့နိုင်ငံစစ်တပ်ကဘယ်လိုလဲဆိုတာခုလောလောဆယ်ကျွန်တော်တို့အားလုံးပေါ့ညီလေးတို့ဘကိုးသားလေးရောဗမေ့စ်ကောအကူရောဝင်ခံမှာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့သူတို့တော်လန်ရေးဒီတော်လန်ရေးကိုကိုတို့ကဒီမိုကရေစီကိုလေးစားတယ်ချစ်ခင်တယ်ပေါ့နော်ဒီမိုကရေစီကိုလိုက်နာတယ်ပေါ့ဆိုလို့ရှိရင်ဒီမိုကရေစီကျင့်စဉ်ကိုသိမယ်ဆိုမဲတမဲတာရင်လည်းလျှော့ပေးရတယ်အခုကတော့မဲတမဲမဟုတ်လေပေါ့နော်ပြတ်သက်ကြီးဆိုတဲ့ခါကျတော့ဘာမီဆိုတော့အကိုရောနော်နောက်ကဘကိုးသားရောပဲဒီမိုကရေစီကိုလေးစားလိုက်နာတော့အဖြစ်လျှော့ပေးတင်တာတော့လုံးဝရှော့ပေးရမှာဖြစ်ပါတယ်
ဒါပေမဲ့ကိုယ့်ရဲ့အယူဆကိုလည်းဆက်လက်ပြောဆိုရမှာဖြစ်တယ်ကိုသားလေးလည်းကိုသားလေးလည်းပြောပြအောင်နော်ကိုသားလေးပြီးရင်တော့ ဟောလေကိုမောင်ရင်ကျွန်တော်နှုတ်ဆက်မလို့ပါနော်ဒါတော့ဟိုလူမှုရေးရပေါ့ဟုတ်ကဲ့ကိုသားရေ sorry ပါနော်ကျွန်တော် over လုပ်ပါတယ်နော်ကိုမောင်ရေကျွန်တော်ဆင်းတော့မှာမို့လို့ပါကျွန်တော်စီမှာတနားကြီးကြော်နေပြီလေဟုတ်မနေ့ပြန်ကြရင်လည်းအလုပ်ရှိသေးရဲ့ဆိုတော့နော်ဟိုကိုစီရေမင်္ဂလာပါနော်အောက်ကအပေါ်ကရော ဟုတ်ကဲ့ပါ တော်လိုင်းဒီကိုမောင်မရေကျွန်တော်မှအလုပ်လေးရှိသေးလို့ပါ ကိုသားလေးနေလေးပြောပါအောင်နော် ဟုတ်ကဲ့လေးစားပါဟုတ်ကဲ့လေးစားပါ ဟုတ်ကဲ့ပါမင်္ဂလာပါအားလုံးမင်္ဂလာပါကျွန်တော်ကစကားပြောတဲ့အခါမှာအဓိကဆုံးစိတ်ကိုတည်ငြိမ်အောင်ထားတယ်ဒေါသစိတ်မောဟစိတ်ကိုဒါလေးချော့ထားတယ်နော်ကိုကနိုင်ငံကိုရှုမြုပ်ပြီးတော့ပဲကြည့်ပြီးပြောတယ်ပုံကိုရေမုံတရားကိုကျွန်တော်မထားဘူးအဲ့တော့ကျွန်တော်ပြောချင်တယ်ခုနကတော့ကိုမောင်ပြောလိုက်တာလည်းရှိတယ်ပေါ့နော်အောက်မှာရက်တွေနိုးတွေကိုကြည့်မယ်ပေါ့ဘယ်လိုထောက်ခံမှုများလဲဆိုလက်ခံပါတယ်ဒါအများဆုံးအဖြစ်လက်ခံတယ်ဒီလက်ခံမှုဒီအောက်ကရက်လို့ရေးနေတဲ့သူဒီထဲထဲဝင်ဝင်တော်လန်ကြီးကိုလုပ်တဲ့ပုံကိုက3ပုံပုံရင်2ပုံမရှိပါဘူးဒါကိုတော့ကျွန်တော်လက်ခံရမယ်နော်ထဲထဲဝင်ဝင်လုပ်တဲ့လူပေါ့ဥပမာကျွန်တော်ကလည်းထောက်ခံတယ်ဗျာလို့ပြောလို့ရတယ်အကူကလည်းထောက်ခံတယ်ဗျာလို့ပြောသွားလို့ရတယ်ဒါကတော့ကျွန်တော်ကဟိုကစကားတက်တိုင်းကပ်ပြောတာမဟုတ်ဘူးလက်ရှိအခြေအနေကမြင်တွေ့နေရကိုတို့လည်းသိတာပဲဟုတ်လားထောက်ခံမှုတွေဒီအကုန်လုံးထောက်ပို့မှုတွေအကုန်လုံးကဆက်သားရဘာကြောင့်ကြဆင်းသွားလဲပေါ့နော်ထောက်ခံတယ်ဆိုတာကတော့ထောက်ခံတဲ့လူကတော့ချစ်နေတော့မှာပဲနော်လူဦးရေများတယ်ဆိုတာကျွန်တော်ညင်းလို့မရတဲ့အရာတခုကျွန်တော်ကိုယ်တိုင်လက်ခံပါတယ်နော်ဒါဟိုကျွန်တော်လည်းဒီမိုကရေစီကိုလေးစားရလို့တယောက်နောက်တစ်ခုကျွန်တော်ပြောချင်တယ်ခုနကမဖြိုးဆင်းသွားပြောမဖြိုးကကျွန်တော်ကိုပြောတယ်ဟိုဂျားမှဒီပြောခဲ့တယ်ပေါ့နော်ဂျားနေဆိုတာကိုဗိုလ်ချုပ်စော်မင်းထွန်းကပြောသွားတယ်ပေါ့ဗိုလ်ချုပ်စော်မင်းထွန်းကစကားဟိုတင်းစာရှင်းလင်းပွဲမှာသူပြောသွားတာရှိပါတယ်ကျွန်တော်တို့ကပြည်သူလို့ဆက်ဆံတယ်ဒါပေမဲ့အဲ့ဒီအိမ်တဲ့အင်ကခဲနဲ့ပေါ့ရင်အဲ့ဒီအိမ်ကိုကျွန်တော်ကခဲနဲ့ပြန်ပေါင်းမယ်လို့သူကပြောသွားတာရှိရပေါ့နော်ဒါအချင်းသားကြီးပါနော်တကယ်လို့အတွေးခေါ်ရှိရဆိုရင်စဉ်းစားတတ်လို့ရတယ်နောက်တစ်ခုကကျွန်တော်ပြောချင်တာကဟိုကျွန်တော်ကအရင်တော့ဂျားနေဆိုပြီးကျွန်တော်စပြီးနိုင်ငံရေးလောကဝင်တော့ပြောတော့ကျွန်တော်ဂျားနေဆိုရင်စောက်စီပဲလို့ဘောမာတို့အဲ့လိုမျိုးနှိမ်ခဲ့တာရှိခဲ့တယ်ပေါ့နော်အလင်းမန်တွေကအဲ့ဒါပဲရှိရရဲဆက်ဆက်ဒါကျွန်တော်နိုင်ငံရေးလောကစဝင်တဲ့အချိန်မှာအပြောခဲ့တာရှိတယ်ထားလိုက်ပါတော့အဲ့ကိစ္စရတော့ဒါကလေးဆန်တဲ့စကားကြီးပေါ့နော်ဟုတ်ပြီအဲ့တော့ခုနကျွန်တော်ပြောချင်တာကဒီပုံကျဲတဲ့ကိစ္စကျွန်တော်ပတူလမ်းမှာသွားပြီးတော့လကြံသွားလေတဲ့ခါမှာဒီဘောက်ပိတ်တဲ့ခါမှာတချို့လူတွေကမင်းအောင်မေးလို့မရအောင်လိုက်ဆိုပြီးထားဆဲတယ်နေချင်းပေါ့နော်ဆဲတဲ့လူချင်းမဆဲအဲ့မှာကျွန်တော်အဖွဲ့တွေကသွားကြတယ်တော်ကြောတငယ်ချင်းကပြောတယ်ရဖရဲတဲ့ငါလည်းနိုင်ငံရေးအမြင်နည်းနည်းရလာပါပြီတဲ့ဒါပေမဲ့ဒီကောင်လေးဆဲနေရဘာမှလည်းမသိပဲနဲ့ဗတိုင်းနေဆဲနေရတဲ့နိုင်ငံရေးကြောင့်ဘာမှနားမလည်ဘူးတဲ့အဲ့လိုမျိုးပြောလာတဲ့ခါကျတော့ဒါလည်းဝှေ့ကြွေးတစ်ခုပဲရဖရဲတဲ့လူဆိုတာကကိုရဲ့ရဖပြောသလိုပဲကိုစိုက်တဲ့ပင်ကိုရိတ်တင်ရတာပဲကျွန်တော်တို့ကတရက်ပင်စိုက်ပြီးတော့ပိနေသီးစားခြင်းလို့မရအောင်ဟုတ်လားငပြောပင်စိုက်ပြီးတော့လေကျွန်တော်ကတရက်သီးစားခြင်းလို့မရအောင်အဲ့တော့ဒီဒေါ်လာရေးဖြစ်နေတဲ့အညာဒေတာမှာဘုံနေကျဲခံနေရတယ်ပြည်သူတွေခုနကကိုစီတို့ပြောရတယ်ပေါ့နော်ဖြစ်နေတယ်ပြည်သူတွေတည်တယ်လို့ပြောတယ်ဒါကကျွန်တော်တို့ကဘယ်လိုကိုစိုက်ထားတဲ့အပင်လေကိုပြန်ရိတ်တင်ရတာကိုစားသုံးရတာဟုတ်တယ်နော်အဲ့တော့ဒါကျွန်တော်တို့ကကိုချင်းလူသားချင်းကိုချင်းမစားလို့ပြောတာမဟုတ်ဘူးဒီအလုပ်တွေကဟိုကိုကပြုတ်ခဲ့တယ်ဒီထဲမှာ PDF ကိုဥမာကျွန်တော်ကစိတ်ခံစားခြင်းနဲ့ဆိုကျွန်တော်မုန်းမယ်ဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်ရွာထဲမှာကျွန်တော်အိမ်မှာ PDF ရှိတယ်ကျွန်တော်ညီကိုမောင်နှမစစ်တပ်ကလာတောင်းဟဲ့မင်းရွာမှာ PDF ရှိရဆိုရင်မင်းထုတ်ပြီးကျွန်တော်ကိုညီဖြစ်နေတော့ကျွန်တော်မထုတ်ပြီးဘူးဒါချစ်တယ်လေဟုတ်လားထောက်ကန်ဒီမထောက်ကန်ကျွန်တော်မထုတ်ပြီးအဲ့တော့စစ်တပ်ကတစ်ပြတဲ့ခါကျကျွန်တော်အိမ်မီးလောင်သွားတယ်ဒါပေမဲ့ကျွန်တော်မုန်းတာစစ်တပ်ကိုမုန်းတယ်ဘာကြောင့်လဲသူလှုပ်လို့ကျွန်တော်အိမ်မီးလောင်တာလေဒါကျွန်တော်ရဲ့အမုန်းတရားတိုးတော့အကျိုးအကြောင်းကကြတော့ကျွန်တော်အိမ်မှာ PDF ရှိနေတယ်တော့ကျွန်တော်ရွာမှာ PDF ရှိနေတယ်ဆိုကျဲတာဖြစ်တယ်ဟုတ်လားအကျိုးကြောင့်အကြောင်းဖြစ်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတော့လေကျွန်တော်ကလက်ခံပေးဖို့လိုတယ်နော်အဲ့တော့ကိုစိုက်တဲ့အပင်ကိုရိတ်တင်ရတာလောကတဘာဝပဲအခုဦးမင်းအောင်လိုက်ဆဲခံထိနေတယ်ဟိုကတော့မေးလို့မရအောင်လိုက်မေးလို့ဒါကျွန်တော်မဆဲပါဘူးမိသူ့ကိုမကျွန်တော်မဆဲခဲ့ဘူးဒီနေ့ဒီချိန်នេះဒါကလည်း तू စိုက်ခဲ့တဲ့အပင်ပဲ तू ရိတ်တင်ရတာနော်တော့ပြောလို့မရဘူးသူဖုံးကန်ကြောင်းသူ့ဘက်သူဘယ်ဘွားပါရမီကန်ကြောင်းဖြစ်သူဘယင်ဖြစ်မယ်ကျောမြန်မာရဆိုရင်မှလည်းရှိရဗျာကြံစစ်မင်းဟုတ်လားခလေးဘွားလိုက်တတ်တယ်ဘယင်ဖြစ်ပြီးမှတည်တယ်ဟုတ်လားဒါအရင်တော့ဟိုစာပေလည်းကျွန်တော်အများကြီးဖတ်ခဲ့တာရှိတယ်မင်းဖြစ်တဲ့လူကမင်းဖြစ်ပြီးမှတည်တာသူကန်ပါပြီးတာပဲဒါကျွန်တော်ညင်းလို့မရတဲ့အရာတွေဟုတ်တယ်နော်အဲ့တော့ဟိုကျွန်တော်ပြောချင်တာကခုနကပြောသလိုကိုစိုက်တဲ့အပင်ကိုကတော့ကိုရုပ်တင်ရတာကျွန်တော်တို့ကကိုချင်းမစားလို့ပြောတာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ညီကိုမောင်မတွေကိုလည်းအားလုံးလေးစားပါတယ်အဲ့ဒါလေးပြောပါအခါလဲဆိုတော့မဖြိုးဆိုတာကကျွန်တော်တို့ပြောရရှိတယ်သူပြောတယ်သူရဲ့ဥပဒေပုံမှန်တွေဘာတွေကျွန်တော်ပြောရတယ်ပေါ့เนาะဒါပေမဲ့မဖြိုးကကျွန်တော်တေချာလေးလာလိုက်ခါကျတော့ကိုပြုံးမောင်မောင်ရဲ့မိန်းမဖြစ်ပါတယ်เนาะအကုန်လုံးသူ့ကြောင်းလည်းသိထားပါတယ်ကဲထပ်ပြောပါကျွန်တော်တော့ကိုမောင်ရေချိတ်ပေးလို့ကျေးဇူးပါနော်ကိုမောင်ချိတ်ပေးလို့ကျေးဇူးပါကျွန်တော်ညီလေးတစ်ချက်ချိတ်ပေးလိုက်ပါသူ့ဘာရစားကောင်းပါချိန်ပေးပါမယ်နော်ဟုတ်ပြီကိုကျော်ချက်ပေးတော့ကျေးဇူးပဲနော်ကိုမောင်ရေနော်ကျေးဇူးပါကျေးဇူး
ဟုတ်ပြီ ပြောရရကိုပြောရရကြားပြီ ဟုတ်ပြီအဲ့တော့ကျော်စီရအလှည့်ပါနော်ကျော်စီရကိုစီလည်းရှိတယ်ကိုစီတို့ဒီနေရာမှာအားလုံးနဲ့ညီမကောင်းပါတယ်ဒေါ်လာရေးရဲ့အားရင်ကျွန်တော်တို့ ကိုဒီလည်းလေးစားပါတယ်ကိုကိုသူကလည်းလေးစားပါတယ်အားလုံးလေးစားပါတယ်ကျွန်တော်တော်လာပြည်သူအားလုံးကိုလည်းလေးစားပါတယ်ဗျကျွန်တော်ကတော့ပေတိုက်ဒေသကြီးတဝယ်မြို့နယ်တက်ခွဲလေးကအခုတို့ဆိုကျွန်တော်ထီခီမှာပေါ့ပြောခွင့်ရလို့ခဏလေးကျွန်တော်ပြောပဲပေါ့ကျွန်တော်ကတော့ရဲဘော်ပြည်စစ်သားပြည်စစ်သားစကားပဲပြောမယ်ဒါပေမဲ့စစ်ခွေးတော့မဟုတ်ဘူးအဲ့လိုမျိုးပဲပြောပါမယ်ဘာဖြစ်လို့ဆိုတချို့သောလူတွေကတအားပင်ပန်းနေကြကိုတိုင်လဲဘာမှမလုပ်ဘူးသူများကိုလည်းဖောင်းထူးရှင်တယ်ဗျအဲ့ဒါအားဆိုးတယ်ဘယ်သူပဲပြောကျွန်တော်တို့ဖက်ပါလဲရှိတယ်ကိုတိုင်လဲဘာမှမလုပ်ဘူးကျွန်တော်တို့ဆိုရင်ငယ်လေးကတိတက်ဆပြီး10နှစ်သားကလေးကကျွန်တော်တို့ဟာမြကြီးတက်တူးရင်းဆိုတာကိုမောင်တို့ရဲ့သိမှာပါကျွန်တော်တို့တောထဲမှာနေရတဲ့ဘဝတွေကျွန်တော်တို့ဘာတားခက်ခဲကြတယ်ဒါကျွန်တော်ပြောတာကျွန်တော်ရဲ့ကိုယူသိမှုကျွန်တော်ပြောတာမဟုတ်ဘူးဗျကျွန်တော်တို့ခံပြင်းတယ်ဘာဖြစ်လို့လဲဆိုတော့မျိုးပေါ်လူဒန်းစားနဲ့ကျွန်တော်ပြောမယ်ဆိုတော့ခိုင်ရေးပြောတောသားတွေပေါ့တောသားတွေကတားကွာချသွားတယ်ဗျခံစားရရင်ကျွန်တော်တို့တောသားတွေခံစားရတယ်စံသွားလို့ရှိရင်မျိုးပေါ်လူဒန်းစားတွေစံသွားကြတယ်ဗျအဲ့ဒါကျွန်တော်တကယ်ပြောတာအခုလက်ရှိမြေပြင်နေထားတဲ့အဲ့လိုပဲဗျအခုကျွန်တော်တို့တော်လှန်ရေးလုပ်နေတဲ့ဘက်ကလူတွေအားလုံးကကျွန်တော်တို့ကိုကြိုးတွက်လုပ်နေတာမဟုတ်ဘူးနီတွက်စိမ့်တွက်ဖြူတဲ့ဝါတွက်လုပ်နေတာမဟုတ်ဘူးဗျတိုင်းရင်သား135မျိုးသောလူတွေတွက်ကျွန်တော်လုပ်နေတာကျွန်တော်ရင်ထဲကပြောတဲ့စကားတော့အဲ့တော့ကျွန်တော်တို့ဒီဘာဖြစ်လို့ကျွန်တော်တို့ဒီအလုပ်ကိုလုပ်နေလဲကျွန်တော်တို့ဘယ်တော့မှမလုပ်ချင်ဘူးသူများမုန်းစရာဆဲစရာပြောစရာသူများစောင့်နေကြတဲ့အရာကျွန်တော်တို့ဘယ်တော့မှတိုက်ခါမလုပ်ချင်ဘူးဒါပေမဲ့လို့ကိုခံရမှကိုသိလို့ကျွန်တော်တို့ဒီရင်ထဲသဲရနေပြီးတော့အသွေးသားတွေကနေဒီဖြစ်တည်မှုကျွန်တော်တို့ဖြစ်လာလို့ကျွန်တော်လုပ်နေတာအဲ့တော့တော်လန်ရေးစိတ်သက်ကျွန်တော်တို့စစ်သားတဦးတယောက်ချင်းစီကိုကျွန်တော်မိုးလို့လုပ်နေတာမဟုတ်ဘူးစစ်သားတိုင်းမှာစစ်သားကျွန်တော်တို့လိုမျိုးစစ်သားစိတ်သက်ရှိတဲ့သူတွေကစစ်သားလို့ခေါ်လို့ရတယ်ဗျအရာစစ်ချက်တွေကျွန်တော်ပြောတာမဟုတ်ဘူးစစ်ကောင်းဆောင်တဦးတယောက်တွေ့ကျွန်တော်တို့တာဝန်ယူမှုမရှိဘဲနဲ့လူတိုင်းကိုလူဘာဝနေတဲ့ဒီစစ်ကောင်းဆောင်တွေကိုကျွန်တော်ပြောချင်တာကျွန်တော်တို့ကမုံဒီတရားရှိလို့ရှိရင်ခဏဟုတ်ကဲ့ကျွန်တော်ဖြတ်ပြင်မယ်ကျွန်တော်တို့ကမုံဒီတရားရှိမယ်ဆိုရင်ဟုတ်ကဲ့စစ်သားတွေအားလုံးဟာစစ်သုံးပန်းတွေအားလုံးဟာမြေစာပင်ဖြစ်သွားပြီကျွန်တော်ချိတ်ချောက်တာကိုပြောပြတာဒါကျွန်တော်ရဲ့ခံစားချက်ကျွန်တော်ပြောပြတာဒါပေမဲ့လို့ကိုမောင်လို့လိုမျိုးဒီအစိမ်းပဲဖြစ်အနေပဲဖြစ်ဘယ်လိုပဲဖြစ်ပါတော့ဒီလိုမျိုးဖြစ်နေလို့ကျွန်တော်ဒီလိုက်ကိုကျွန်တော်တက်လာတယ်ကိုမောင်လက်ကိုကျွန်တော်တက်လာ3ခါရှိပါပြီလေးစားပါတယ်ဒီလိုမျိုးဘောမပါကျွန်တော်ပြောဘောမလို့ပြောဆိုရင်တော့ခွက်လို့တော့ကတော့ကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်လိုချင်တဲ့စိတ်ကကျွန်တော်တို့ဒီတိုက်ခံဆိုတာရှိကိုရှိရမယ်ဒါပေမဲ့တိုက်ခံဆိုတာအောက်တန်းစားတိုက်ခံတော့မဖြစ်စေပါနဲ့ဗျဒါကျွန်တော်ပြောနေတာကျွန်တော်တို့ထဲမှာလည်းရှိရနော်ဟုတ်ကဲ့လေးစားပါတယ်ကိုမလေးပါလေးစားပါကိုစီတို့တော်လန်ရေးမှာလဲဒါအခုတစ်ဖက်စန့်ကျင်ဘက်ကိုတော့ကိုစီတို့ဝေဖန်ခဲ့ပြီပေါ့ဗျာနော်ဟိုဒီဓမ္မလိုက်တယ်နဲ့ကြာပါတယ်နော်ဘယ်ခေါ်လက်တွေ့ဖြစ်ရဘယ်လိုခေါ်မလဲlogic လည်းကြာသလိုနော်ပုံစံလည်းကြာပါတော်တော်များဝေဖန်သွားတာနော်အခုတော်လန်ရေးမှာရောနော်တော်လန်ရေးကယုံကြည်အားကိုးရလောက်အောင်အချင်းချင်းတွေကြားထဲမှာစီလုံးမှုတွေနော်နောက်တစ်ခုကအားကိုးရောက်လောက်တဲ့စီလုံးမှုတွေရှိနေပြီလားပေါ့ကျွန်တော်ကိုစီကိုပြောပြရတယ်နော်ကိုစီကျွန်တော်တော်လန်ရေးဘက်မှာအားကိုးရလောက်တဲ့ပြောပါအားကိုးရလောက်တဲ့စီလုံးမှုရှိကျွန်တော်တောက်ကြိုင်ဆင်းတော့မယ်နော်တနားကြီးတော့မယ်ကျွန်တော်ဟုတ်ကဲ့ပါအားကိုးရလောက်တဲ့စီလုံးမှုရှိလားမေးမယ်ဆိုရင်စီလုံးလာပြီလို့ကျွန်တော်ဖြေရမယ်ဒါပေမဲ့စိတ်တိုင်းကြလောက်တဲ့စီလုံးညီညွတ်မှုရှိပြီလားဆိုရင်မရှိသေးဘူးလို့ဖြေရမယ်ဘာလို့ဆိုတော့တော်လိုင်းအစမှာတနင်္လာနေ့တိုင်းတိုင်းနဲ့ကြည့်ပါ local တွေဘာတွေမှန်းလည်းမသိဘူးအဖွဲ့ပေါင်းပြောင်းတက်နေတယ်ကျွန်တော်တို့အဲ့အချိန်ကတော်တော်စိတ်ပူခဲ့တယ်ဒါပေမဲ့အခုအချိန်မှာပြန်ကြည့်ပါတို့ဘလောက်ညီညွတ်လာပြီ MOD အောက်ကိုဝင်တဲ့အဖွဲ့တွေဝင်ထားပြီ EO အောက်ကိုဝင်တဲ့အဖွဲ့တွေဝင်ထားပြီကျန်တဲ့ local တွေဆိုရင်ညီနောင်တွေဖွဲ့တဲ့အဖွဲ့တွေဖွဲ့တယ်မဟာမိတ်ဖွဲ့တဲ့အဖွဲ့တွေဖွဲ့လာနိုင်တယ်နောက်တစ်ခုကအရင်တုန်းကဟိုတိုက်ပွဲဖြစ်နေအောင်လိုက်လွှင့်ပြီးတော့နေတိုင်းနေနေတဲ့ရဲဘော်တွေဟာအခုဆိုရင်တကယ်ကိုသူတို့တိုင်တက်ဖွဲ့ပုံစံမျိုးနဲ့စနစ်တကျရှိလာတယ်တကယ် COC အမိတ်အောက်မှာတခါတည်းညီညွတ်လာတယ်အဲ့တော့လိုချင်တဲ့ကိုဖြစ်စေချင်တဲ့အတိုင်းအတာမဖြစ်ပေမဲ့တကယ်တော့အားကောင်းလာပါပြီတ
တော်တော့ညီညွတ်လာပါပြီ ကိုစီရဲ့အမြင်ပေါ့နော်တော်တော်လေးအခုဒါပေမဲ့ third party တွေပေါ်လာတာလည်းရှိသလို NUG ရဲ့အတိုက်ခံဆန့်ကျင်ဘက်တွေကလည်းရှိလာပြီနော်သူတို့တွေပေါ်မှာကိုစီဘာများပြောချင်လဲဝေးမကြည့်ပါနဲ့တော်တော်များရှိပါတယ် အဲ့ဒါကတော့လက်ရှိဒီတော်လန်ရေးမှာအဲ့ third party ပဲပြောမလားဟိုစစ်တပ်ဘက်အချမ်းမဟုတ်ဘဲနဲ့အခြားတစ်ဖက်ချမ်းလို့ပြောမလားအဲ့ဒီချမ်းလူတွေကိုကြည့်လိုက်မယ်ဆိုရင်လူအများစုပေါ့နော် average ကိုကြည့်လိုက်မယ်ဆိုရင်နံပါတ်1သူတို့ကတော်လန်ရေးတဲ့ကိုပါခဲ့ကြပြီးတဲ့နေရာမှာဘယ်နေရာမှမရလို့ဘာမှမလုပ်လို့ဘေးထိုင်ပူပြောလူက90%လောက်ရှိတယ်ကိုမောင်ကျွန်တော်တေချာလေ့လာတယ်အဲ့လိုပြောနေတဲ့လူတွေသူတို့ပြောတာမှန်လားပေါ့နော်ဘာလို့ဆိုတော့တစ်ဖက်တက်လဲကျွန်တော်တို့ငါတို့ NUG ပဲမှန်တယ်ငါတို့တော်လိုင်းပဲမှန်တယ်လို့မလုပ်ပါဘူးပြောနေတဲ့လူတိုင်းကိုကျွန်တော်တို့လိုက်ကြည့်လိုက်တယ်ပြောနေတဲ့လူတိုင်းကဒီနေ့ချိန်မှာလည်းဘာမှမလုပ်နိုင်ဘူးသူတို့ဆိုတော့ကျွန်တော်ဆိုလိုချင်တာက NUG ကိုအားမပေးဘူးဒါဆိုရင်စစ်ဘေးရှောင်တွေကိုကူညီလို့ရတယ်ထောက်ပံ့လို့ရတယ်ဒါနိုင်ငံရေးနဲ့မဆိုင်စစ်ရေးနဲ့မဆိုင်စစ်ဘေးရှောင်ဆိုတာအယောင်တွေးမရှိဘူးပြည်သူအစ်စ်တွေဒုက္ခရောက်နေတဲ့ပြည်သူတွေကူညီလို့ရတယ်လေစစ်ဘေးရှောင်တွေအတွက်ထောက်ပံ့လို့ရတယ်ဝင်းရံလို့ရတယ်ဒါပေမဲ့ဒါလည်းသူတို့မလုပ်ဘူးအဲ့တော့တပ်ပါတီအားလုံးနှီးပါးဟာနေရာမရတဲ့အတွက်ဘေးထိုင်ပူပြောအဆင်မရှိတယ်ဒါကတော့ကျွန်တော်တပ်ပါတီကိုထည့်ပြောတာကျွန်တော်ကောင်းပါပြီကိုဖို့ကရေပြောပါဦးမြတ်နိုင်ငံရေးဆိုတော့ကိုမောင်ရတော်တော်ရှုပ်ထွေးပါတယ်အခုပဲကျွန်တော်တို့ကမ္ဘာအရေးခင်းနေကြည့်ပါအဲ့တော့ဘယ်ဟာစပြီးကျွန်တော်ပြောချင်လဲဆိုရင်အဲ့ဒီညီညွတ်ရေးကျွန်တော်တို့ညီညွတ်လာပါပြီလို့ဆိုပြီးတော့တိတ်ပြီးတော့ over confident နေပေါ့တိတ်ပြီးတော့တိတ်ကိုတိတ်ယုံကြည်လာအရင်နဲ့ဆိုင်အများကြီးကောင်းလာပါပြီဒါမျိုးတွေပေါ့အခုပဲ TNL ကဟာလာသူတို့ခါတဲ့စေအာနာမေးပြပြချင်းမွေးဆိုပြီးတော့ဟာလာညီတော်သုံးဖို့ AA MNDA TNL အခု TNL ကဟိုတမရာယူဟိုလာဟိုဝမ်းမြောက်ကြောင်းတုံးလာပို့လိုက်ပြန်ပြီအဲ့ဒီတော့ဒီနိုင်ငံရေးလောကတွေကိုဝင်မယ်ဆိုရင် interest မတူဘူးဆိုတဲ့ဟာကိုသဘောပေါက်နားလေထားရင်ကျွန်တော်တို့တွေစီးလုံးလာပါပြီကျွန်တော်တို့တွေအရင်ကတည်းကပိုကောင်းလာပါပြီဆိုတဲ့စကားမျိုးကို